မင်္ဂလာပါခင်ဗျာဒီနေ့ AR ရဲ့တီးသန့်အင်တာဗျူးအစီအစဉ်မှာတော့ AA ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဖိတ်ခေါ်ထားပါတယ်မကြာသေးခင်ကဘူးသီးတောင်မောင်တော်ဒေသကိုရခိုင်ပြည်ကိုပြန်လည်သွားရောက်ခဲ့တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တရင်ဟာလည်းအားလုံးကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေArakan Army AA ရဲ့နိုင်ငံရေးစစ်ရေးအနေအထားရခိုင်ပြည်သူပြည်သားတွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေရခိုင်ပြည်ကရိုဟင်ဂျာမွတ်စလင်တွေရဲ့နောက်ဆုံးအခြေအနေတွေအပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးတော်လှန်ရေးအခြေအနေအင်းချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးတွေကိုလည်းဒီအင်တာဗျူးမှာဆွေးနွေးမေးမြန်းမှုစီစဉ်ထားပါတယ်။ AR သတင်းဌာနကိုအင်တာဗျူးဖြေကြားပေးမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလည်းကျေးဇူးတင်ကြောင်းပထမဆုံးပြောလိုပါတယ်။မင်္ဂလာပါဗိုလ်ချုပ်ထွန်းမြတ်နိုင် Good morning ပါGood morning ပါကွန်စော AR ကိုအခုလိုတည်တံ့အင်တာဗျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဖက်တဲ့ဆိုင်ပြီးခဲ့တဲ့နှစ်ဒီအချိန်ဒီကာလမှာပဲကျွန်တော်တို့အင်တာဗျူးလုပ်ခဲ့တာရှိပါတယ်။ဒီနှစ်မှာလည်းကျွန်တော်ထပ်ပြီးတွေ့တာပေါ့လေ။ဒါပေမဲ့ဒီနှစ်မှာထူးခြားတာပါလဲဆိုတော့မကြသေးခင်ကပဲဒီရခိုင်ပြည်နယ်ပတ်သက်တဲ့သတင်းတွေကျွန်တော်တို့အများကြီးဖတ်ရတယ်။ရခိုင်ပြည်နောက်ဆုံးအခြေအနေတွေပေါ့။အဲ့ဒီမှာထူးခြားဆုံးသတင်းပုတ်အများစုကစိတ်ဝင်စားတယ်။အများစုစိတ်ဝင်စားတယ်ဆိုတာပြည်တွင်းမှာရောပြည်ပမှာရောနိုင်ငံတကာတာဏမန်တွေအဆက်စိတ်ဝင်စားတဲ့တဲ့ရင်ကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတိုင်းရခိုင်ပြည်သွားခဲ့တယ်မောင်းတော့မှာရှေးအောင်ဗလီတစ်ခုပြန်ဖွင့်ပေးခဲ့တယ်ဒေသခံနေနဲ့တွေ့ဆုံတယ်ဒီသတင်းတွေပေါ့နော်ဒီသတင်းတွေကကျွန်တော်တို့အားလုံးအတွက်စိတ်ဝင်စားကြကောင်းတဲ့သတင်းဖြစ်နေတယ်အဲ့တော့ပြေးမေးစရာလည်းကျွန်တော်ဒီ interview မှာအများကြီးရှိမယ်လို့ထင်ပါတယ်ဆိုတော့ပထမဆုံးစပြီးမေးချင်တာကရခိုင်ခေါင်းဆောင်တယောက်အနေနဲ့အေးခေါင်းဆောင်တယောက်အနေနဲ့ရခိုင်ပြည်နယ်ပထမဆုံးပြန်တဲ့အခါမှာခံစားရတဲ့စိတ်ခံစားမှုနဲ့ကျွန်တော်တို့ဒီ interview စကြရင်ကောင်းမှထင်ပါတယ်အဆင်ပြေပါတယ်ကောင်းပါတယ်ဆိုတော့ရခိုင်ပြည်ပြန်သွားတဲ့အခါမှာဘယ်လိုခံစားရလဲဘာတွေမြင်ခဲ့ရလဲဒေသခံလူတွေတုံ့ပြန်မှုကဘယ်လိုရှိတယ်လဲမသိဟုတ်ကဲ့ဒီရခိုင်ကိုယ့်ရဲ့ဇာတိမြေပြန်ဖို့အရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ဒီရခိုင်ကနေထွက်လာတဲ့နေ့ကလေးက day 1ကလေးကနေစဉ်းစားထားတဲ့အရန်ကြီးမားတဲ့ကျွန်တော်တို့တော်လန်ရေးခီးရဲ့လက်ကြောင်းတစ်ခုဖြစ်ပါတယ်ဒီခီးစဉ်မတိုင်ခင်ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေအများကြီးပေါ့ပြောရမယ်ဆိုရင်ဒီအထုတက်ဖွဲ့တွေကိုနှစ်ချီပြီးမှကြိုတင်ပြင်ဆင်လေ့ကျင့်တာတွေကအစားပေါ့ဘယ်နေရာမှာဘလို့ဆိုတဲ့ဟာမျိုးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ1980ကျော်ကနေရခိုင်တော်လန်ရေးကောင်းဆောင်တွေကဒီလန်ခီးမှာပဲကြာရှုံးခဲ့ကြတာတွေပေါ့ပေးဆက်ခဲ့ရတာအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့အများကြီးပြင်ဆင်ခဲ့တယ်ဆိုတော့ဒီဟာကတော့တော်လန်ရေးကလည်းမပြီးသေးဘူးဆိုအတိအကျပြောဖို့တော့ခက်တာပေါ့တချို့ဟာတော့ပြီးမှပြောဖို့ခြံထားရအောင်မယ်တကယ်ကိုကျွန်တော်တို့အောင်မြင်နဲ့လာခဲ့ကြတယ်ဒီရခိုင်ကိုယ့်ရဲ့ဇာတိမြေကိုခြေချတဲ့အချိန်မှာတော့တကယ်မိုးတွင်းပေါ့6လပိုင်း6ရက်တကယ်အမတ်တရားလည်းဖြစ်တာပေါ့ဒီကိုယ့်ရဲ့ဇာတိမြေခြေချတဲ့အချိန်မှာဒီကိုယ့်ရဲ့ဒီပင်လေပြင်ကဖြတ်လာတဲ့လေပြေလေငင်းလေးတွေပေါ့အဲ့ဒီအရသာလေးတွေကစားဖို့တကယ်ကျွန်တော်တို့အတွက်ဆိုရင်ထူးခြားပါတယ်ပြီးမှဒီကာလကကျွန်တော်တို့ဒီရခိုင်ပြည်သူတွေရဲ့အခက်အခဲဆုံးကာလတွေဖြစ်တယ်ပြီးမှတိုက်ပွဲတွေအနေနဲ့ဆိုရင်လည်းအရင်ပြင်းထန်တဲ့တိုက်ပွဲတွေကိုဆင်နွှဲနေရတယ်ဆိုတော့ပြည်သူတွေရဲ့အခက်အခဲတွေနဲ့အတူတဘောရက်တည်ပြီးမှဒီကျွန်တော်တို့ရဲဘော်တွေနဲ့အရင်ကတည်းကလည်းအတူပါပဲဒါပေမဲ့ဒီတမီတဲ့တမှုတဲ့အောက်ပေါ့နော်ဒီနေရာမှာရက်တည်ပြီးမှဒီအခက်အခဲဆုံးအခြေအနေတွေကိုရုန်းကန်မယ်အတူတဘောတိုက်ပွဲပေါ့ဝင်မယ်ဆိုတော့ခံစားချက်နဲ့ပြည်သူတွေတက်လည်းအားရှိတယ်ရဲဘော်တွေတက်လည်းအရင်အလွန်အင်မတန်မှတန်ဖိုးရှိတဲ့ဒါကျွန်တော်တို့သမိုင်းရဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်ဆိုတော့ဒီရခိုင်ပြည်ကိုဘယ်လိုပြန်သွားလဲဆိုတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီတော်လန်ရေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးအများကြီးလေ့လာရမယ်ဖတ်ဆရာစာအုပ်တွေလည်းရှိလာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့ရခိုင်ပြည်ပြန်ရောက်သွားတဲ့ရခိုင်ခေါင်းဆောင်တယောက်အနေနဲ့အေးရဲ့ခေါင်းဆောင်တယောက်အနေနဲ့ဒီကပြည်သူတွေပြည်ထဲမှာရှိတဲ့ပြည်သူတွေကလည်းအတော်အံ့ဩဝမ်းသာကြတာကျွန်တော်တို့တွေ့ရပါတယ်စစ်တပ်အတွက်ကလည်းအလွန်အံ့ဩစရာကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်လို့တခြားအတိုက်အခံခေါင်းဆောင်တွေ
တခြားတိုက်ခံအဖွဲ့တွေတောင်လိုင်းတက်ဖွဲ့တွေအတွက်လည်းဒါဟာအော်တိုကိုအန်သိစံကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်ပေါ့နော်ဆိုတော့ရခိုင်ပြည်မှာဒီနေ့ဖြစ်နေတဲ့သတင်းတွေကအများကြီးပါပဲအဲ့တော့ကျွန်တော်ထပ်ပြီးမေးချင်တာပါလဲဆိုတော့ဒီရခိုင်ပြည်နယ်တည်ငြိမ်ရေးကအလွန်ကိုအရေးကြီးတယ်ရခိုင်ပြည်အတွက်အေအေရဲ့မဟာဗျူဟာမြောက်တဲ့စီမံကိန်းတွေပေါ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အားလုံးသိထားကြအများစုကသိထားခဲ့တာပါလဲဆိုတော့လုပ်ငန်းစဉ်တွေကိုချမှတ်တဲ့အခါမှာအကောင့်ထဲပေါ်တဲ့အခါမှာသူသိတဲ့ခြေတံလုံနေပေါ့နော်မနစ်ကကျွန်တော်လုပ်ခဲ့အင်တာဗျူးမှာဒီအာရခ dream နဲ့ပတ်သက်ပြီးတော့ရခိုင်အိမ်မက်နဲ့ပတ်သက်ပြီးကျွန်တော်တို့အာရခအိမ်မက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မေးတဲ့အခါမှာစစ်ရေးနိုင်ငံရေးပြန်လဲထူထောင်ရေးအတွက်အများကြီးပြင်ဆင်နေတယ်ဆိုတာကိုကျွန်တော်တို့ပြောခဲ့ပါတယ်တကယ်ပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတာရှိပါတယ်အခုဆိုရင်ရခိုင်ပြည်ပြန်သွားခဲ့ပြီဒီလိုက်ကလူတို့နဲ့တွေ့တယ်ဒါအပြင်ဟလာခုနရှေးအောင်ဗလီတစ်ခုကိုဟလာဗလီတစ်ခုကိုပြန်ပြီးတော့ဖွင့်လှစ်ပေးခဲ့တယ်တစ်ချိန်တည်းမှာပဲနောင်လာမဲ့လဆိုရင်နိုင်ငံတကာအကူအညီတွေလည်းတစ်ဖက်ကန်းကိုရောက်နေတဲ့ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ဟလာဒီမွတ်စလင်ရိုဟင်ဂျာတွေအတွက်အကူအညီရဆိုင်တော့မယ်ဆိုတဲ့ဒီနေ့ထွက်လာတယ်ပေါ့နော်သူတို့တွေပြန်လာဖို့သူတို့ရဲ့ peaceful repatriation လို့ခေါ်တဲ့ dignified repatriation ပေါ့နော်အဲ့ဒါတွေကိုလည်းနိုင်ငံတကာတောင်းဆိုနေတဲ့အချိန်တွေလည်းဖြစ်ပါတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဘာတွေစီစဉ်ဆောင်ရွက်ထားတာရှိပါသလဲကျွန်တော်တို့ဒါရခိုင်ဒေသတစ်ခုရဲ့အခြေအနေကိုထောက်ပြီးပြောဆိုခြင်းထက်မြန်မာတနိုင်ငံလုံးအခြေအနေရောကမ္ဘာကြီးအခြေအနေပါတစွန်းတစပေါ့အများကြီးတော့ထက်မပြောတော့ပါဘူးဒီဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ဆိုရင်တော့ဒီဒုက္ခတွေကိုပြန်လေပို့ဆောင်ရေးကဒါပထမဦးစားပေးပဲသို့တော့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဆိုရင်ပြည်တွင်းစစ်တွေဖြစ်နေတယ်ပြည်တွင်းစစ်နဲ့တွဲပါလာတဲ့ငတ်မွတ်ခေါင်းပါမှုတွေတခြားပြဿနာတွေအများကြီးရှိနေတယ်ဒါကဒီပြဿနာကိုဖြေရှင်းဖို့ဆိုတာကကျွန်တော်တို့အတွက်ပထမဦးစားပေးဒီဒုက္ခတွေကပ်မှလည်းပဲဒီကမ္ဘာပြဿနာတွေနဲ့ဆက်ဆက်ပြီးမှအရင်လိုမျိုးအလှငွေတွေမရလာတော့ဘူးဆိုတော့ဒုက္ခတွေကိုလက်ခံထားတဲ့အိမ်ရှင်နိုင်ငံကလည်းသူ့အထုပ်ကြီးကိုဒီဘက်ကိုပြန်ပို့ဖို့အတွက်အရင်လောနေတာ။ဒါပေမဲ့ဒီကိစ္စကဒီတကဘာလုံးကလူသားချင်းစာနာမှုဆိုင်ရာကိုအခြေပြုပြီးမှဒီကူညီထောက်ပံ့နေတယ်။ဘာပဲလုပ်လူအခွင့်အရေးလူသားချင်းစာနာမှုဆိုတဲ့ဟာတွေကိုအခြေခံပြီးစဉ်းစားတာဖြစ်တယ်။ဒီမှာကစစ်ပွဲတွေဖြစ်နေတယ်လုံခြုံရေးကဘာမှမရှိဘူး။အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာအရာတော်၎င်းနိုင်ငံရေးအရာဒီဖြည့်ရှင်းဖို့အလားအလာအခြေခံကောင်းတွေလည်းရှိမနေဘူးဆိုတဲ့အချိန်မှာဒီလူတွေကိုရန်ပုံငွေမရှိတော့လို့စစ်ဖြစ်နေတဲ့ဒေသကိုအတင်းအဓမ္မတွန်းပို့ဖို့ဆိုတာကလူသားချင်းစာနာမှုအခြေခံမှုမှာရက်တည်ပြီးမှစဉ်းစားတာလားဘာကိုရက်တည်ပြီးမှစဉ်းစားတာလဲဆိုတဲ့ကအစမိခွန်းထုတ်စရာတွေအများကြီးရှိနေပါတယ်ဆိုတော့ဒီဒေသစစ်ဖြစ်နေတဲ့ဒေသစစ်ဖြစ်နေတဲ့ဒေသကိုပြန်ပို့ဖို့ဒီဟာနဲ့တပြိုင်တည်းမှာပဲဒီစစ်သွေးကြော့ဒီအရန်လှုပ်ရှားမှုတွေအရင်ထပ်ပို့ပြီးမှပြင်းထန်လာတဲ့ကိစ္စတွေပေါ့အဲ့ဒါကိုလည်းပဲဒီနယ်စပ်မှာရှိနေတဲ့လုံခြုံရေး institution တချို့ကဒီမြောက်ပေးလှုံ့ဆော်ကူညီအတုံးချနေတာတွေလည်းရှိတယ်ကျွန်တော်တို့မှာကရန်သူတွေလည်းတဖြည်းဖြည်းနဲ့ရန်သူဆိုတာထက်စိန်ခေါ်မှုကပုံများပါတယ်တခြားဒေသတွေနဲ့စာလို့ဆိုတော့ခုနကအောင်ဆိုမေးခဲ့တဲ့အထက်မှာကျွန်တော်တို့ရဲ့ strategy တွေကိုအကောင့်ထဲပေါ်မှုမှာလည်းတူတိတ်နဲ့လုပ်တယ်စနစ်တကျလုပ်တယ်ဆိုတာကလည်းဒါကတော့ဒါမျိုးမလုပ်လို့လည်းမရပါဘူးကျွန်တော်တို့မှာအရင်အမြစ်တွေကအကန့်အသတ်တွေအများကြီးရှိတယ်ဒီ PCR အထောက်အပံ့လူအစရှိသဖြင့်ပေါ့အဲ့ဒါတွေကိုတူတိတ်နဲ့ဖြည်းဖြည်းချင်းအရန်ကိုပင်ပန်းခံပြီးမှဒီပြောတင်းတာကိုပြောနိုင်တယ်လို့ပြောပြီးမှလုံနိုင်တာအကုန်လုံးကိုကျွန်တော်တို့ကမရက်မနာလုပ်ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ဒီနေဆက်မှာဖြစ်နေတဲ့ကိစ္စတွေကိုကင်တွယ်တဲ့အချိန်မှာလည်းပဲအထူးသတိထားရတာပေါ့ကျွန်တော်တို့ကအရင်တုန်းကဆိုရင်ဌာနချုပ်ကအဝေးမှာရှိတယ်အဝေးကနေပြီးမှနှီးပညာအကူအညီနဲ့စီမံခန့်ခွဲတယ်ဒီအချိန်မှာဟာခွက်တချို့ရှိတယ်ဟိုမှာအောက်ခြေမှာရဲဘော်တွေရဲ့စီကံတေဝတ်မှုတွေတတ်မှုအဆင့်တွေရဲ့ညွှန်ကြားချက်အတိုင်းတော့လုပ်ကြတယ်ဒါပေမဲ့ဟာခွက်တွေရှိတယ်အဲ့ဒါတွေကိုကိုကအနီးကပ်ဆိုတော့ပို့ပြီးမှအနီးကပ်ဥဆောင်မှုပေးလို့ရတာပေါ့
ဥမာပလက်ဝဒေတာမှာဖြစ်နေတဲ့နားလည်မှုလွဲမှားနေတဲ့ကိစ္စတွေဘူးတိတော်မောင်တော်ဒေတာမှာဖြစ်နေတဲ့နားလည်မှုလွဲမှားနေတဲ့ကိစ္စတွေကိုအနိကဥဆောင်မှုကွက်ကဲမှုတွေပေးနိုင်တဲ့အနေအထားဖြစ်တော့တာပေါ့ကျွန်တော်တို့ဒီဩဂတ်စ်လ30ရက်နေ့ကလုပ်ခဲ့တဲ့ဒီမွတ်စလင်လူကြီးတွေပေါ့ဘာသာရေးကောင်းဆောင်တွေပြီးမှသူတွေအရက်ဖက်လူကြီးတွေကျွန်တော်တို့နဲ့ရဲဘော်ရဲဘက်တွေနဲ့လုပ်တဲ့အစည်းအဝေးကြတော့ဒါနိုင်ငံသားနဲ့အခွင့်အရေးနဲ့တာဝန်ပြီးတော့ဒီပြဿနာတွေဖြစ်နေတဲ့တကယ်အဆုံးဖြတ်ကာလတွေမှာတမိုင်းရဲ့မှန်ကန်တဲ့ဖက်မှာရက်တည်ဖို့ဆိုတာအရင်အရေးကြီးတယ်ဆိုတဲ့ကိစ္စတွေကိုအလေးအနက်ထားပြီးမှအခြေလေဆွေးနွေးကြတာပေါ့ကျွန်တော်တို့ဒီလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေတဲ့အချိန်မှာဒီစကားမတွေရဲ့အတုံးချခံလုပ်ပြီးမှတမိုင်းရဲ့ဆန့်ကျင်ဖက်မှာမရက်တည်အဲ့ဒီရက်တည်ချက်တွေဘလို့ရှိတယ်ပေါ့အခွင့်အရေးကိုတောင်းဆိုတယ်ဆိုရင်အခွင့်အရေးဆိုတာကတောင်းဆိုတယ်ဆိုတာတာဝန်တိတိနဲ့လုပ်เสียရှိတာကိုလုပ်ပြီးဆိုရင်ဒါကတကူတကတောင်းဆိုစရာတော့မလိုဘဲနဲ့အလိုလက်ထဲကိုရောက်လာဖို့လိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ထောက်ပြဆွေးနွေးကြပါတယ်သူတို့ဘက်ကလည်းပဲဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမှဘယ်လိုပေါ့ပြီးတော့ကျွန်တော်တို့ဘက်ကအထူးတလေထောက်ပြခဲ့တာကဒီနှစ်ပေါင်း80ကျော်လောက်ကာလထဲမှာဒီမွတ်စလင်နဲ့ရခိုင်နဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတွေအကျဉ်းပေါင်းများစွာဖြစ်ခဲ့တဲ့အတွက်ဒီတန်တရားတွေခံစားချက်တွေနာကြည့်မှုတွေရှိခဲ့တယ်သို့တော့ဒီအာရခတက်တော်ရဲ့ဥဆောင်မှုအောက်မှာဒီဒေသတွေရောက်လာကြတဲ့ကတခါမှကျွန်တော်တို့လူမျိုးရေးဘာသာရေးပဋိပက္ခဆိုတာမရှိတော့ဘူးဆိုတဲ့အရှိတရားကိုထောက်ပြတာပေါ့အခုခင်ဗျားတို့ကျွန်တော်တို့ဘာသာရေးလူမျိုးရေးပဋိပက္ခမရှိဘူးနေဆက်ဒေသမှာစစ်သွေးကြောလှုပ်ရှားမှုတွေကြောင့်လုံခြုံရေးအစီအမံတွေကြောင့်တင်းကျပ်ပေမဲ့ဒီဖက်မှာရခိုင်ပြည်အလဲပိုင်းမွတ်စလင်တွေနဲ့ရခိုင်တွေအတူတကွနေတဲ့ဒေသမှာရောင်းဝယ်ဖောက်ကဆက်ဆံရေးတွေရဲ့တိုးတက်မှုပကတိအခြေအနေတွေကိုထောက်ပြရင်းနဲ့ဒါတွေကဘာကြောင့်လဲဒီဟာတွေကိုကျွန်တော်တို့ဆက်ပြီးပိုကောင်းအောင်စူးစမ်းကြမယ်ဆိုတဲ့ဟာကိုသဘောတူညီမှုတွေအဲ့ဒီအချိန်မှာတော့ဒီသူရဲ့သာသနာရေးကောင်စီကနေပြီးမှဘာသာရေးဝတ်ပြုမှုနဲ့ပတ်သက်ပြီးမှပြောဆိုကြတဲ့အချိန်မှာဒါဒီဗလီကြီးကိစ္စကပေါ်လာပါတယ်ပေါ်လာတော့ဟာဒါကတော့သူတို့ရဲ့နိုင်ငံသားကျွန်တော်တို့ကဒီလူမျိုးစုတစ်ခုရဲ့အခွင့်အရေးဆိုတာတဲ့နိုင်ငံသားတယောက်ချင်းစီမှာရပိုင်ခွင့်နဲ့နိုင်ငံသားတယောက်ချင်းစီရဲ့တာဝန်တွေကိုထောက်ပြရင်းနဲ့ဒါကနိုင်ငံသားတွေရတဲ့အခွင့်အရေးပဲဒါကဖွင့်ကိုဖွင့်ရမယ်သို့တော့ဒီဗလီကိုဖွင့်ပြီးဆိုခဲ့ရင်ဒီဗလီဂောပကအဖွဲ့နဲ့အစ္စလမ်သာသနာရေးကောင်စီပေါ့ကျွန်တော်တို့ရခိုင်ဒေသရခိုင်အာရခဒေသကနေဒီဘာသာရေးအစွမ်းရောက်မှုတွေနဲ့တခြားသောရည်ချက်တွေအတွက်အသုံးချခံမဖြစ်အောင်တိတိကျကျတော့ထင်းကြောင်းပေးဖို့လိုပါတယ်ဆိုတာကိုတော့ကျွန်တော်တို့မှားခဲ့ပါတယ်ကျန်တာတော့ဒီစီစီလုံးလုံးနဲ့သဘောတူညီမှုတွေကိုကျွန်တော်တို့ချနိုင်ခဲ့ဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသွားတာကတော့အခုကနဦးမှာ reception ဒီ ground reception လို့ပြောကြပါတော့ဗောနော် ground reception ကတော့ကောင်းတယ်လို့ပြောလို့ရတာပေါ့ဒါနောက်ပိုင်းမှာတော့ဒီတက်ပို့ပြီးတော့အခြေတည်လာနိုင်တယ်တည်ငြိမ်ရေးပိုရလာနိုင်တယ်တစ်ချိန်တည်းမှာလက်သက်တရားခံတွေကနေပြီးတော့ခုနစစ်သွေးကြဆိုတဲ့စကားလုံးကိုကျွန်တော်ပြန်ပြီးမေးချင်တာပေါ့နော်ဒါတွေနဲ့ပတ်သက်ဒီ militancy တွေပို့ပြီးတော့များလာအောင်အဖက်ဖက်ကနေဖန်ကြီးနေတဲ့သူတွေရှိတယ်ဆိုတော့လက်သက်တရားခံတွေရောဘယ်သူတွေလို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်သုံးသပ်ထားတာရှိတယ်လေသိထားတာရှိတယ်လေလက်တရားခံတွေကတော့လက်ကတစ်ခုတည်းမဟုတ်ပါဘူးလက်တွေကအများကြီးရှိတယ်ဒီဟာကဒီကိုဝန်ကိုလက်နဲ့မွေးခဲ့တာကတော့စကမပါပဲအဲ့ဒီချိန်ကတော့စကစပေါ့ဒီကျွန်တော်တို့ဘူးတိမြန်မာစစ်ကောင်စီပေါ့ဟုတ်ကဲ့အဲ့ဒီတုန်းကတော့မြန်မာစစ်ကောင်စီပေါ့အဲ့ဒီတုန်းကကျွန်တော်တို့ကဘူးတိတော်မောင်တော်ဒေတာကိုအပြီးပိုင်တင်တော့မယ်ဆိုတဲ့ကာလပေါ့အဲ့ဒီချိန်မှာသူကငကိုကလေးကစထားပြီးသားဟာကိုပို့ပြီးမှဒီလူစုတာတို့တင်တန်းပေးတာတို့ပြီးပြင်ဒီအယူဝါဒမိုင်းတိုက်တာပေါ့ဒီဒေတာရခိုင်တယ်နဲ့မဆိုင်ဘူးအဲ့လိုမျိုးအပြောအဆိုတွေကအစသူရော်သားတွေကိုပြောပြီးမင်းတို့တိုက်ပြင်မင်းတို့အခွင့်အရေးတွေပေးမယ်နိုင်ငံသားပေးမယ်ဆိုတဲ့ဟာတွေနဲ့ပို့ပြီးမှမီးငွေပြီးလှုပ်တာဒါမဲ့သူတို့မတားနိုင်ခဲ့ပါဘူးဒီလူတွေကလည်းစကားမောက်အရန်ယုံလို့လည်းမဟုတ်ဘူးအခွင့်အရေးပေါ်နေပြီးဒီအခွင့်အရေးကိုယူမယ်ဆိုပြီးမှယူခဲ့တာဆိုတော့သူတို့ထွက်ပြေးတော့တဲ့အချိန်မှာဒီဘင်္ဂလားလုံခြုံရေး institution တွေမှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိတချို့ကဒီ militancy ကိုဒီအားပေးတဲ့ငကိုအခမ်းကရှိပြီးသား
အဲ့ဒီအဖွဲ့တွေကိုစကားမကသင်တန်းပေးလက်နက်တက်ဆင်ဟာတွေကိုကြေကြေပြတ်ပြတ်မလုပ်ခင်ကတည်းကဟိုဖက်ကမ်းမှာ RSO ကိုသူတို့ကကောက်မွေးထားပြီးသားပထမဆုံးသူတို့က RSO ကိုမွေးခဲ့တယ်သုံးမတဲတော့ ARSA ဆိုတာဖြစ်လာတယ် ARSA ကိုမွေးတဲ့အချိန်မှာ ARSA အင်အားကြီးလာတဲ့အချိန်မှာဒီမူရေးနဲ့ရာဇဝတ်ခိုင်းတွေကိုကျေပြတ်လာတဲ့အချိန်မှာသူမွေးတဲ့မိကိုသူဖော်တဲ့ဆေးကိုသူမစားနိုင်တော့ဘူးဆိုတော့သူက ARSA ကိုအရေးယူဖို့အနေထားဖြစ်လာတယ်ဆိုတော့ ARSA ကောင်းဆောင်ပိုင်းကိုအရေးယူလိုက်တယ်ပြီးမှ RSO ကိုပြန်ပြီးမှစင်မော်ကိုတင်တယ်စင်မော်တင်ပြီးမှသူကကျွန်တော်တို့ကိုဖိအားပေးတယ်မင်းတို့ဒီအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ပါဒီအဖွဲ့တွေကမင်းတို့ရဲ့ပုံရံသူကိုတိုက်မှာပဲဆိုပြီးမှကျွန်တော်တို့ပုံစံအမျိုးမျိုးနဲ့ဖိအားပေးတာပေါ့မင်းတို့ကျွန်တော်တို့မှလည်းပဲကျွန်တော်တို့ရဲ့အကြက်တွေအများကြီးရှိတယ်သူကသူ့ရဲ့နိုင်ဖဲပုံစံမျိုးနဲ့ကင်ပြီးဖိအားပေးတယ်ပြီးမှဒီသူ့ရဲ့သူမွေးထားတဲ့ဒီ RF ဗာလဲ RSO တို့တခြားဒီအဖွဲ့အစည်းတွေနဲ့ပေါင်းလုပ်ပြီးမှဒီတိုက်ခိုက်တာပေါ့ကျွန်တော်တို့ကအဲ့ဒီအဆိုပြုချက်ကိုလက်မခံခဲ့ပါဘူးဒီဟာအတွက်လည်းသူ့မှာဒီအညိုတေးတယ်ထားတာတွေရှိခဲ့တယ်အခုလည်းပဲဒီဟာတွေပါပဲကျွန်တော်တို့အဲ့ဒီ data တစ်ခုလုံးကိုထိန်းချုပ်လိုက်တဲ့အချိန်မှာသူကအဲ့ဒါကိုအရင်မနာလို့မချွစိမ့်ဖြစ်တာပေါ့သူအရင်ခံစားရတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့လက်ထဲမှာဒီ data ကိုထိန်းချုပ်ထားသည့်တိုင်အောင်ဒီဟာတရားဝင်မှုကိုသူကအောက်ခြေကနေတိုက်စားမယ်တိုက်ကွက်တွေနဲ့ပုံမှန်ဒီတိုက်ကွက်တွေပေါ်နေတော့တာပဲဒါကြောင့်ဒီစစ်သွေးကြွတွေကိုမွေးထားတဲ့လူတွေကဒီကိစ္စမှာသူတို့အချင်းချင်းတော့မိတ်ဆွေတွေတော့မဟုတ်ဘူးဒါပေမဲ့ဒီအခြေအနေမှာသူတို့အချင်းချင်းကဘုံအကျိုးတွေဖြစ်ထွန်းနေတယ်စကားမကလည်းပဲကျွန်တော်တို့ကိုနောက်ကျော်ကဝင်တိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့စစ်ဦးကတစ်ဖက်ကိုလဲနေမယ်ဒီဟိုဖက်ချမ်းမှာရှိနေတဲ့စစ်သွေးကြွတွေကိုအားပေးတဲ့ဘင်္ဂလားစစ်အရာရှိတွေကလည်းပဲဟာဒါမင်းတို့အေးတောင်တိုက်တော့တာပဲမင်းတို့လည်းတိုက်ပါအရင်တုန်းကဆိုရင်ဒီစစ်သွေးကြွခေါင်းဆောင်တွေကိုသူတို့ကလူတဆင့်ခံပြီးမှခေါ်တယ်ဒီရက်ပိုင်းကစပြီးမှကျွန်တော်တို့သတင်းအတိအကျရှိတယ်နော်ဒီရက်ပိုင်းကစပြီးမှမင်းတို့တောင်ပြိုကိုတိုက်လို့မရရင်တောင်မှတောင်ပြိုရဲ့မြောက်ဖက်မှာရှိတဲ့နေရာတွေကိုမရရင်ရအောင်တိုက်ပါမရှိရင်ရှိတဲ့ဟာနဲ့ဝင်တိုက်ပါဆိုပြီးမှပြောလာတဲ့အတွက်မနေ့ညကစပြီးမှကျွန်တော်တို့စခန်းကိုဝိုင်းပြီးမှတိုက်နေတဲ့တိုက်ပွဲအခုထက်ထိဖြစ်နေတော့မယ်ခုနပြောသွားတဲ့အထက်မှာ ARSA တို့ RSO တို့ပြီးတော့ဒီမွတ်စလင်ပြည်သူစစ်ပေါ့အဲ့ဒါတွေကိုနှစ်ဖက်စလုံးကဘင်္ဂလားဒေ့ရှ်ဘက်ကရောမြန်မာစစ်တပ်ဘက်ကရောအဲ့ဒါတက်ဆင်ပေးပြီးတော့ဒီ militancy ပေါ့နော်ဒီစစ်သွေးကြွတွေနဲ့ဒီအခြေအနေကိုပို့ပြီးတော့ဆိုးဝါးအောင်ဖန်တီးနေတာပေါ့အဓိကသူတို့ရဲ့ target ကတော့ AA ပဲဖြစ်နေတာပေါ့ဟုတ်တယ်မလားတစ်ချိန်တည်းမှာပဲခုနကဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့သလိုပဲဒီဒုက္ခသည်တွေပြန်လဲနေရာချရေးကိစ္စကိုလည်းနိုင်ငံတကာကတောင်းဆိုနေတာတွေရှိတယ်တစ်ချိန်တည်းမှာပဲ AA နဲ့ပတ်သက်ပြီးတော့လဲတကယ်ကိုဟာလာ AA နဲ့ပတ်သက်ပြီးတော့လဲ accusation တွေဆွဆွဲမှုတွေအခုတလုံးအတော်ကိုထွက်လာတာတွေ့ရတယ်မကြာသေးခင်ကပဲဘင်္ဂလားဒေ့ရှ်မှာ international conference ပေါ့နော်ဒီရိုဟင်ဂျာနဲ့ပတ်သက်တဲ့ international conference တခုလုပ်သွားတယ်အချိန်ကိုက်ဆိုသလိုပဲAA ရဲ့ဒီတပ်ဖွဲ့တွေရဲ့လူခွင့်ရေးချိုးဖောက်မှုတွေတပ်ဖြတ်မှုကိစ္စတွေထွက်လာတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ထန်းလျှောက်ခံဖြစ်စဉ်ကိစ္စတွေပေါ့နော်ဆိုတော့ဒီဒါတွေနဲ့ပတ်သက်ပြီးတော့ AA ဝိုင်းပြီးလက်ညှိုးထိုးလာတာတွေတွေ့ရတယ်ဒီ accusation နဲ့ဒီလိုဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘာတွေပြောချင်တာရှိလဲဟုတ်ကဲ့အခုကဒီနိုင်ငံတကာညီလာခံတွေဆိုတာကလည်းဘင်္ဂလားဒေ့ရှ်ရဲ့အခုလက်ရှိယာယီအစိုးရခေါင်းဆောင်ဒေါက်တာယူနို့စ်ရဲ့ proposition ဖြစ်ပါတယ်သူတို့ကတော့အမျိုးမျိုးဒီသူက activist နောက်ခံကနေပြီးမှနိုင်ငံရေးစင်ပေါ်ရောက်လာတာဆိုတော့သူရဲ့ policy တွေကိုတင်ဆက်တဲ့အချိန်မှာ activist ဆန်တင်ဆက်တာတွေကိုကျွန်တော်တို့တတိထားမိတယ်နောက်လာမဲ့အနှစ်မတိုင်ခင်မင်းတို့ဇာတိတွေကိုပြန်ရမယ်ဆိုတဲ့ဟာမျိုးပေါ့လက်ရှိမြန်မာနိုင်ငံရခိုင်ဒေသအခြေအနေနဲ့ဖြစ်နိုင်မှာလားမဖြစ်နိုင်မှာလားဆိုတာထက်သူ့ရဲ့ proposition ကိုပဲသူကစဉ်းစားပြီးမှတင်လာတယ်ပြီးမှဒီနိုင်ငံတကာညီလာခံတွေကိုလုပ်တယ်ဆိုတာကလည်းပဲအခုဒီဒုက္ခတွေအတွက်အလှငွေရန်ပုံငွေတွေကကျလာတဲ့အချိန်မှာဒီ issue ကိုတင်ဖို့လိုတယ်ဒီ issue ကိုတင်ပြီးမှသူကနိုင်ငံတကာဒိုနာတွေစီကနေရန်ပုံငွေရမယ်ပြန်ပြီးမှဒီသူတို့ရဲ့ strategy ကိုအကောင့်ထဲပေါ်ဖို့အတွက်ပေါ့repatriation ဆိုတာကတော့ပုံစံအမျိုးမျိုးနဲ့ပြောကြပါတယ်
တချို့ကတော့တကက်ပြည်သူတွေကတော့ငြိမ်းချမ်းစွာနဲ့ပြန်လာပြီးမှမြန်မာနိုင်ငံအပေါ်ကိုတစ္ဆာရှိတဲ့ဥပဒေကိုလိုက်နာတဲ့ငြိမ်းချမ်းရေးကိုလိုလားတဲ့တာမန်ပြည်သူတွေရှိသလိုစစ်သွေးကြော့တွေကအကြံစီအမျိုးမျိုးနဲ့ဟိုနိုင်ငံတကာရဲ့ဂျားဝင်မှုနဲ့ဒီအာတုပီပေါ့သူတို့ရဲ့တိကျအစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အစီအစဉ်ကအဓိကဖြစ်တယ်ဒီနေရာမှာဒီဥရောပနိုင်ငံတွေမှာအခြေပြုထားတဲ့ diaspora community လို့ခေါ်တဲ့ပုံကိုယ်တွေပေါ့အဲ့ဒီပုံကိုယ်တွေက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတာကအဲ့ဒီဥရောပမှာအခြေပြု diaspora ဆိုတာက Rohingya Muslim campaign အုပ်စုလို့ပြောတာလားအဲ့ဒီပုံကိုယ်တွေကိုရည်ညွှန်းပြောကြားခြင်းဖြစ်ပါတယ်အဲ့ဒီပုံကိုယ်တွေကတကယ်ကactivist လိုမျိုးလူအခွင့်အရေး civil right ခေါင်းစဉ်တွေမျက်နှာဖုံးတွေအမျိုးမျိုးတတ်ထားပေမဲ့တကယ်နောက်ွယ်မှာကဒီစစ်သွေးကြောအဖွဲ့တွေရဲ့အဓိကpolicy maker တွေဖြစ်ပါတယ်သူတို့ရဲ့online အတန်ဖိုင်တွေကအစကျွန်တော်တို့တွေ့မိတယ်ဒီလူငယ်တွေကိုဒေါ်လာ2000ပေးမယ်ခိုင်ဒေတာကိုဝင်တိုက်ပါအခုမင်းတို့တမျိုးလောက်ရတော့မယ်ကြံတဲ့ဟာတွေကအစပေါ့ကြေညာချက်ရေးတာတွေကအစသူတို့အခါတော်ပေး policy တွေကိုလမ်းညွှန်နေတဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်ဒီလူတွေမှာကြတော့ဒုက္ခတွေပြန်ပို့ရေးဆိုတဲ့ကိစ္စကငြိမ်းချမ်းစွာနဲ့မြန်မာနိုင်ငံရဲ့ဥပဒေကိုလိုက်နာတဲ့တာမန်ပြည်သူတွေလိုမျိုးမဟုတ်ပဲနဲ့လက်နဲ့ကင်ပြီးမှငါတို့ဝင်လာမယ်ပြီးမှဒါနိုင်ငံတကာအစီအမံနဲ့ဖြစ်ဒါအာတုပီကိုဖြစ်သူတို့ကထွင်မယ်ဆိုတဲ့ strategy ပဲရှိတယ်အဲ့ဒီရေမှန်းချက်ပဲရှိတယ်သူတို့ကအဲ့ဒီရေမှန်းချက်နဲ့အဲ့ဒီ strategy ကိုထပ်ပြီးမှအကောင့်ထဲပေါ်နေတာတယ်သူတို့အခုလုပ်နေတဲ့ဒီနိုင်ငံတကာညီလာခံဆိုတဲ့ဟာကိုကျွန်တော်တို့ကိုတဆင့်ခံပေါ့ဗျာသူ့ရဲ့နိုင်ငံတကာအဆက်အသွယ်တွေပေါ့တန်တမန်တွေကနေတဆင့်ဖြစ်နောက်ပြီးမှတချို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒီကျွန်တော်တို့နဲ့ဆက်သွယ်ရှိတဲ့လူတွေစီကပဲဖြစ်ပေါ့ဒီညီလာခံကိုကျွန်တော်တို့တက်ဖို့အတွက်ထားတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအရန်တတိထားတယ်ဒီဟာကိုကျွန်တော်တို့ကလူကိုယ်တိုင်တက်ရင်သူ့မှာအာသာချက်အားနည်းချက်ရှိတယ်သူတို့ကတော့တက်ဖို့ခေါ်တဲ့အချိန်မှာတက်ချင်းရဲ့အကျိုးကျေးဇူးတွေကိုသူကမက်လုံးပေးပြီးခေါ်တာပေါ့ဒါပေမဲ့တက်ရင်ဘာဖြစ်မယ်ပြီးတော့ဒီညီလာခံကိုစစ်သွေးကြွတွေက hijack လုပ်တော့မယ်ဆိုရင်ဒီညီလာခံရဲ့လားရာကငင်းချပြီးမှစီးလုံးတဲ့နိုင်ငံရေးအဖြစ်တွေထွက်လာမှာထက်စစ်သွေးကြွတွေရဲ့ထောင်ထားတဲ့အကွက်ကိုအဲ့ဒီလမ်းကြောင်းကိုဖြောင်းကြီးရောက်တော့မယ်အခုပထမညီလာခံကိုလုတ်တော့တာကိုကျွန်တော်တို့တောက်လျှောက် monitor လုပ်ကြည့်တယ်ဟုတ်ကဲ့လုတ်ကြည့်တော့သူတို့မှလည်းဒုက္ခတွေရှိပါတယ်အဲ့ဒီဒုက္ခတွေကိုပြောရင်းနဲ့သူတို့ကဒီနိုင်ငံတကာဒီဒိုနာတွေကနေရန်ပုံငွေရရှိရေးအတွက်ဒီသူတို့ရဲ့ဟာပေါ့အခက်အခဲတွေကိုတင်ပြရင်းနဲ့ဒီဖက်မှာဖြစ်နေတဲ့ပြဿနာတွေကိုပုံကြီးဒီအစမတန်ပုံကြီးချက်ပြီးမှဒီကျွန်တော်တို့ကိုအပြစ်ဖို့တာပေါ့ဒါကလည်းဘာကြောင့်လဲဆိုတော့သူတို့ကဒုက္ခတွေတကယ်ကြီးမားတဲ့ဒုက္ခရောက်နေပါတယ်ဆိုပြီးမှဒီဘယ်လိုပြောမလဲ media narrative international headline တွေကိုဖန်တီးပြီးမှဒိုနာတွေကိုဆွဲတဲ့အကွက်ပါပဲရန်ပုံငွေလည်းလိုနေတယ်ကွာပြီးမှဒီညီလာခံမှာသူတို့ဟာလူမျိုးတုံးအသက်ခံနေရပါတယ်သူတို့အပြောပေါ့နော်genocide ဖြစ်နေပါတယ်ဆိုတာကိုပြနိုင်ပြီးမှပဲနိုင်ငံတကာရဲ့အကူအညီနဲ့ဒီဆုံးဖြတ်ချက်တွေကပြည်ပြင်းဖြစ်လာမှာပေါ့ဒါကိုမပြောနိုင်ဘူးဆိုရင်ဒါကသူ့အတွက်အဆင်မပြေဘူးဒါကြောင့်ကျွန်တော်တို့ဒီထိန်းချုပ်ထားတဲ့အချိန်မှာဒီ data မှာဖြစ်နေတဲ့တာမန်မှုတွေရှိမယ်ဒါမှမဟုတ်ရင်လည်းတိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာအယိုးစုတို့ဥကောင်းခွန်တို့ဆိုတာနေရာတိုင်းမှာရှိတာပဲလူတွေထောင်ချီပြီးမှတိုက်ပွဲကြီးတွေဖြစ်တာအဲ့ဒီ data မှာအဲ့ဒါတွေကိုကြည့်ပြီးမှသူကဘယ်လိုပြောမလဲ alternative fact တွေပေါ့ဘယ်လိုပြောမလဲဒီသူ့ရဲ့အခြေအနေတွေကို manipulate လုပ်ပြီးမှသူလိုချင်တဲ့ပုံစံနဲ့ present လုပ်တာပေါ့narrative ကိုပြောင်းပြီးပြောတဲ့ပုံစံနဲ့ပြောချင်တာလားဟုတ်ကဲ့အဲ့ဒီလိုမျိုးတင်ဆက်တာပေါ့ဒီထမ်းလျှောက်ခံကိစ္စဆိုရင်လည်းပဲဒါထင်ရှားနေတဲ့ကိစ္စပါပဲဟုတ်ကဲ့ကျွန်တော်အဲ့ဒါကိုအဓိကထားပြီးသိချင်တာထမ်းလျှောက်ခံတဲ့ကိစ္စနဲ့ပတ်သက်လာရင်ဘက်ကနေကျူးလွန်ခဲ့တဲ့လူခွင့်ချိုးဖောက်မှုတွေလူတက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီမီဒီယာတွေမှာအများကြီးရေးသားဖော်ပြခဲ့တာတွေ့ပါတယ်ကျွန်တော်တို့ကလည်းဒီသတင်းနဲ့ပတ်သက်ပြီးရေးသားခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးအဓိကထားပြီးပြောစေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူး
အဲ့ဒီထမ်းလျှောက်ခံကိစ္စကလည်းလူ900ကျော်လောက်နေတဲ့ရော်တရောအခုကလူ800လောက်ရှိသေးတယ်အရင်ဥက္ကဋ္ဌအုပ်ချုပ်ရေးမှူးဟောင်းလည်းရှိနေတော့ပဲကျွန်တော်တို့ကထမ်းလျှောက်ခံရော်တစ်ဆိုတဲ့နေရာကိုချထားပေးထားတယ်အဲ့ဒီဒေသမှာအဲ့ဒီရော်မှာလည်းပဲအရင်ဥက္ကဋ္ဌလည်းရှိနေတော့ပဲအရင်ဘာသာရေးလူကြီးတွေလည်းရှိနေတော့ပဲအတင်းအဓမ္မဖိအားပေးတယ်လို့ပြောသည့်တိုင်အောင်လူ900ကျော်ရှိတဲ့ရော်မှာလူ800ကျန်သေးတယ်ကွာအဲ့ဒီလူထက်ကတယောက်ယောက်တော့သူတို့ပြောလို့ရမှာပဲလားအမှန်တရားကိုအခုကတရော်လုံးလည်းရှိတယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းရှိတယ်အဲ့ဒီလူပဲအုပ်ချုပ်နေတော့ပဲသူတို့ပြောတဲ့လူ600ဆိုရင်လူ200လောက်ပဲကြံရမယ်လေနော်ထွက်ပြေးတော့တဲ့လူကနေပြီးမှဒီဟာရော်သားတွေတခုတည်းမဟုတ်ဘူးအဲ့ဒီတိုက်ပွဲမှာပါခဲ့တဲ့ပါခဲ့တဲ့တမမှုဒုတမမှုအစင်ကနေအစင်ပြီးမှအဲ့ဒီစကားစတက်ရဲ့မိသားစုဝင်တွေအကုန်လုံးကျွန်တော်တို့မှာတက်တဲ့အနေနဲ့ရှိနေတော့ပဲအဲ့ဒီဖြစ်စဉ်တွေမှာလည်းအယိုးစုတစ်ခုကိုဓာတ်ပုံရိုက်လိုက်တော့အဲ့ဒီအယိုးစုကိုဆွဲထုတ်လိုက်တဲ့အချိန်မှာစစ်ဖက်နှက်ကြီးတွေနဲ့တန်ခမောက်ကြီးတွေနဲ့ဆောင်းပြီးပါလာတာကိုသူကအလော30နဲ့သူ့ရဲ့ narrative ကို foundation စိတ်နဲ့ပေါ့လေဇောနဲ့လုတ်လိုက်တော့အမှန်တရားတွေကဒီမှာတက်သေးတွေကိုယ်တိုင်သူလုတ်တဲ့အလုပ်မှာကိုယ်တိုင်တက်သေးတွေကပြနေတယ်သူပြောတဲ့အပြောမှာကိုယ်တိုင်ကသူတို့ပြောတဲ့ဆွတ်ချက်တွေပေါ့2024မေလ2ရက်နေ့မှာအကုန်လုံးကိုတက်လိုက်ပါတယ်လို့သူပြောနေတဲ့အချိန်မှာစကားစားတက်တွေကအဲ့ဒီရောကိုဆုတ်ခွာလာတဲ့နေ့ပဲအဲ့ဒီနေ့မှာတိုက်ပွဲလည်းမဖြစ်သေးဘူးအဲ့ဒီနေ့မှာကျွန်တော်တို့ကမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့တခြားရောဖက်ကနေလောင်စပီကာနဲ့ရောသားတွေကိုရွှေ့ပြောင်းဖို့ထွက်လာဖို့မိုက်တွေနဲ့អော်နေတဲ့အချိန်ပဲဖြစ်တယ်ဆိုတော့သူပြောတဲ့နေ့စွေးတွေကလည်းဟိုရောက်ဒီရောက်နေပေါ့နိုင်ငံတကာမီဒီယာတွေမှာအဲ့လိုမျိုးပြောနေတာတွေကိုကျွန်တော်တို့သတိထားမိတယ်ဒါကြောင့်ဒီထမ်းလျှောက်ခံကိစ္စကတော့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလိုမျိုးတက်တွေအထောက်ထားမရှိဘဲနဲ့ရှိပါတယ်ဆိုမှဘာမှမပြနိုင်တဲ့ဟာတွေကိုပြောပြီးမှမျက်လက်ဆရာလိုမျိုးလုပ်နေတာကိုကျွန်တော်တို့တစ်ဖက်ကလည်းသဘောကျတယ်။ဘာကြောင့်လဲဆိုတော့သူကဒါမျိုးမဟုတ်ကပြောတာကိုကျွန်တော်တို့ကတက်တည်ပြနိုင်တယ်ဆိုရင်ရေရှည်မှာသူများတွေကလည်းသူတို့ရဲ့ဒီပုံပြင်တွေကိုတန်တရားပို့ကြီးလာမှာပေါ့။အရင်ဖြစ်စဉ်တွေမှာလည်းရှိဖို့ပါတယ်။တခြားနိုင်ငံကလူတွေအလောင်းတွေကိုပြပြီးမှဒီရခိုင်ဒေသမှာဖြစ်ခဲ့ပါတယ်ဆိုပြီးမှလိန်လေဝါဒဖြန့်တဲ့ကိစ္စတွေလည်းအရင်လည်းရှိဖို့တယ်အခုကိစ္စမှာလည်းပဲအမှန်တရားကဒီထက်ပိုပြီးထင်ရှားလာရင်ဒါတစ်ဖက်ကလည်းဒီအခက်ခဲကြားကကောင်းမွန်တဲ့အဖြေလည်းပေါ်လာနိုင်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့နိုင်ငံတကာမီဒီယာမှာတော့ဒီကိစ္စနဲ့ပတ်သက်လာရင်အရင်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လာရင်အေးပေါ်မှာရောမြန်မာစစ်တပ်ပေါ်မှာရောဒီနိုင်ငံကမီဒီယာကမြင်တဲ့အမြင်ရေးတဲ့ narrative ကရှိတာပေါ့နော်ဆိုတော့ကျွန်တော်ထပ်ပြီးမေးချင်တာပါလဲဆိုတော့ဒီရခိုင်ပြည်မှာဒီမွတ်စလင်ရိုဟင်ဂျာတွေပေါ်မှာအေးကနေပြီးတော့ဟလာလူခွင့်ချိုးဖောက်ခဲ့တာတွေရှိပါတယ်အဲ evidence လည်းရှိခဲ့ပါတယ်အရင်တော့ဆိုရင်လည်းပြီးတော့ဒီနှစ်ခုကြားမှာရှိတဲ့ feedback တွေကလည်းဟလာအများကြီးရှိနေတာကျွန်တော်တို့တွေ့ရတယ်ဒါတွေနဲ့ပတ်သက်ပြီးဘယ်လိုဖြေရှင်းမလဲ AAS strategy ကဘာလဲဆိုတာမျိုးကိုလည်းကျွန်တော်အပြင်တခြားသတင်းတောက်တွေရောသတင်းစာဆရာတွေရောနောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ပြည်သက်ကရောသိကျင်တာတွေရှိပါတယ်ဆိုတော့ဒီသူတို့အားလုံးရဲ့ကိုစားကျွန်တော်ဒီမေးကိုမေးတာပါအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီကိစ္စတွေနဲ့ပတ်သက်ရင်ဘယ်လိုဖြေရှင်းဖို့စီစဉ်နေလဲAAကဒီကိစ္စနဲ့ပတ်သက်ပြီးဘာတွေဖြေရှင်းဖို့စီစဉ်ထားလဲ reconciliation ဘယ်လိုတိဆောက်ကြမလဲဟုတ်ကဲ့ကျွန်တော်တို့ဒီကာလကစစ်ကာလဖြစ်တယ်စစ်ကာလဆိုတော့ဒီခိုင်ဒေတာကိုစကားကရေချောင်းရောလေချောင်းရောကုန်းချောင်းရောအကုန်လုံးအဖက်ဖက်ကပိတ်ဆို့ထားတယ်အခုဆိုရင်တောက်လျှောက်ပိတ်ဆို့ထားတာ၄နှစ်ကျော်လာပြီဒီပိတ်ဆို့မှုတွေမစတင်ခင်၈နှစ်တွေကလည်းခိုင်ဒေတာကိုအမျိုးမျိုးနဲ့ပိတ်ဆို့ထားခဲ့တယ်ကိုဗစ်ကာလမှာလည်းပိတ်ဆို့ထားတယ်ကိုဗစ်ကာလမတိုင်ခင်လည်းကျွန်တော်တို့တိုက်ပွဲတွေကြားမှာပြည်သူတွေတကယ်ဆင်းရဲဒုက္ခတွေနဲ့ကြုံခဲ့ရတယ်ဒီအချိန်မျိုးမှာပြည်သူတွေကအရင်ခက်ခဲတယ်မြန်မာနိုင်ငံရဲ့အခက်ခဲဆုံးပြည်သူတွေဆိုရင်ရခိုင်ဒေသပဲဖြစ်လိမ့်မယ်ဟုတ်ကဲ့ဆိုတော့ဒီခက်ခဲမှုတွေကြားမှာ
ပြည်သူတွေကအပြင်ကိုထွက်ပြေးကြတာတွေရှိတယ်ရန်ကုန်မှာလည်းကျွန်တော်တို့ရခိုင်တွေအများကြီးပဲတခြားဒေသတွေမှာလည်းအများကြီးပဲထွက်ပြေးလာကြတာဆိုတော့ဒီနေဆက်ဒေသမှာရှိတဲ့မွတ်စလင် community လည်းဒီအကျက်တဲ့တွေကြောင့်ထွက်ပြေးရတာပါပဲပြီးတော့ဒီစစ်ပွဲကာလရဲ့ရှုပ်ထွေးမှုတွေကတော်တော်လေးကိုများပါတယ်တစ်ဖက်ကအသုံးချပြီးမှပြဿနာတွေနဲ့ထောင်လျှောက်ဆင်အဲ့ဒီကြားထဲမှာဒီလူအခွင့်အရေးကိုဘယ်တစ်ဖက်တစ်ခုပဲမြင်တဲ့လူတွေကတော့ဘာဘယ်အရာပဲဖြစ်ဖြစ်လူအခွင့်အရေးပဲဥပမာအမျိုးသမီးအခွင့်အရေးကိုပြောတဲ့လူတွေဆိုရင်လည်းပဲအမနှုတ်ဆက်လို့ပေါ့လေအမဝတ်လာတယ်တော့လို့တော့မပြောရဲတော့ဘူးဝတ်လာတယ်လို့ပြောလိုက်တာနဲ့ body shaming လုပ်ပြီးမှအဲ့လိုမျိုးပြောခံမှုတယ်လေဒါကြောင့်စိုးရိမ်နေရတယ်ကိုကပဋိသင်္ဍေရစကားတခွန်းတောင်မှသူ့ရဲ့ပြည်ရတဲ့ဆိုရင်အပြစ်မလွတ်ဘူးဖြစ်နေတာပေါ့ကျွန်တော်တို့ဒီလိုမျိုးစစ်ပွဲတွေကြားမှာလူအခွင့်အရေးသမားတွေကတောက်ထောက်ပြီးမှနိုင်ငံတကာပေါ့သူတို့မှလည်းဒီအစွဲကရှိပြီးသားဒီလူရဲ့ယူဆချက်ဆိုတာကသူ့ရဲ့ဝါဒဖြန့်တဲ့လူကဖြန့်ထားတယ်အဲ့ဒီဝါဒဖြန့်တဲ့ဟာကတစ်ခါနှစ်ခါလောက်အမှန်ဆိုပြီးမှတိုက်ဆိုင်မှုတယ်ဆိုရင်နောက်အခု80လောက်မမှန်ရင်လည်းပဲသူကဒီစွတ်စွဲချက်နဲ့ဒါသူကယူဆမှာပဲကျွန်တော်တို့ကနိုင်ငံတကာမီဒီယာမှာလည်းပဲဒီတစ်ဖက်သက်ပုံဖော်ခံရတဲ့ဟာတွေများပါတယ်ရခိုင်ဒေသမှာဒီနိုင်ငံတကာ narrative တွေအရာပေါ့လေဒီမွတ်စလင် community က genocide ခံရတဲ့တားကောင်တွေပါဆိုတဲ့ဟာကအရန်လွန်မိုးတယ်တကယ်ဘူးတီတောင်မောင်းတော့နေဆက်ဒေသမှာ genocide ခံရတာက non muslim တွေကများပါတယ်တကယ်ဒါအရှိတရားပဲ non muslim ဆိုတာက non muslim ဆိုတာမွတ်စလင်မကိုယ်ရတဲ့ Hindu ကိုပါဝင်ပေါ့ကွာChristian တွေလည်းရှိမယ်နော်ပြီးမှဒီ Buddhist တွေရှိမယ်ကွာဘာသာဘာမှမရှိတဲ့လူမျိုးစုတွေပေါ့သူက 0.4 လောက်ပဲရှိရလေရာခိုင်နှုန်းက4ရာခိုင်နှုန်း 0.4 တော့မဟုတ်ဘူး4ရာခိုင်နှုန်းလောက်ပဲရှိတယ် population ကပြောတာပေါ့ဟုတ်ကဲ့အရင်တုန်းကတော့ 10% လောက်ရှိတယ်အခုကတဖြည်းဖြည်းလုံးပါပြီးမှမနေရတော့ဘူးထွက်ပြေးတော့တယ်တချို့ဆိုရင်လည်းအသက်ခံရတယ်ဥပမာဆိုရင်ဒီရက်ပိုင်းမှာဒီစစ်သွေးကြောတွေကိုဒီဘင်္ဂလားအာဏာပိုင်တွေကအစည်းအဝေးခေါ်တယ်လွန်ခဲ့တဲ့ရက်ပိုင်းကပြီးမှမင်းတို့ရှိတာနဲ့ဝင်ရမယ်ဆိုပြီးမှဖိအားပေးပြီးမှအသင်းတွန်းပြီးမှသွင်းတာမင်းညာကဆိုတိုက်ပွဲဖြစ်တယ်အခုလည်းဖြစ်နေတော့မယ်ဟုတ်ကဲ့အခုလည်းဖြစ်နေတော့မယ်သူတို့အဖွဲ့တွေဝင်လာပြီဆိုတာနဲ့နေဆက်မှာတွေ့တဲ့လူတွေကိုသူတက်လိုက်ပြီအလောင်းတွေကိုသူကလူတွေကိုတက်လိုက်ပြီဆိုရင် AA uniform ဝတ်တယ်ဒါမှမဟုတ်ရင် equipment တွေပါတယ်ဝတ်ပြီးမှ AA နဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီးမီဒီယာမှာတင်ပြီအဲ့ဒါဆိုသူအရက်သားတွေကိုသူတတ်ထားလိုက်ပြီဒါမျိုးတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ဆိုတော့ဒီကျွန်တော်တို့ကကာတာရဲ့အလှူငွေလည်းမရှိဘူး Al Jazeera လိုမျိုးကျွန်တော်တို့ရဲ့narrative တွေကိုတင်ပြပေးမဲ့မီဒီယာအဆင့်လည်းမရှိဘူးလေအခုလည်းပဲဒီမီဒီယာတွေဒီရန်ပုံငွေတွေကနေပြီးမှတိမ်မွေ့စော်နဲ့ပဲကျွန်တော်တို့ကိုဘယ်လိုပြောမလဲ legal harassment လို့ပြောမလား legal intimidation ပေါ့ lawfare ပေါ့ဥပဒေနဲ့ထိုးစစ်ဆင်တာပေါ့ဗျာအဲ့ဒါတွေနဲ့အနောက်ရှက်ပေးတာပေါ့တစ်ဖက်ကလည်းပဲဒီလူအခွင့်အရေးဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့ကိုတိုက်ပွဲပေါ်သလိုစစ်သွေးကြောတွေကိုလည်းမြောက်ပေးတင်တန်းပေးထောက်ပံ့ပြီးမှတကယ်well synchronized တကယ် comprehensive strategy နဲ့ကိုသူတို့ချဖို့အတွက်ခြေလှမ်းတွေကိုတင်လာတာတပြိုင်တည်းမှာနိုင်ငံတကာညီလာခံတွေလုပ်တယ်နိုင်ငံတကာညီလာခံမှာဥမာ ULA ထိန်းချုပ်ထားတဲ့အချိန်မှာရခိုင်ဒေသမှာမွတ်စလင်နဲ့ရခိုင်နဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတစ်ခုမှမရှိတော့ဘူးဆိုတဲ့ဟာကိုသူတို့ဘယ်တော့မှမပြောဘူးပြီးမှဒီလူတွေနဲ့ဆက်ဆံရေးတိုးတက်လာတယ်ယုံကြည်မှုတွေတည်ဆောက်နေတယ်ပြီးမှကျွန်တော်တို့ဟာဒီမွတ်စလင် community အတွက်အခြေခံအကြဆုံးဖြစ်တဲ့ကျမ်းမာရေးပညာရေးနော်စာဝတ်နေရေးတွေအတွက်ဘလို့မရှိတဲ့ကြားကဘယ်လိုမျိုးကူညီဆောင်ရွက်နေတယ်ဆိုတာကိုဘာမှလုံးဝ ignore disregard လုပ်ပြီးမှဒီစစ်မြေပြင်မှာခုနပြောတဲ့စစ်သွေးကြောနဲ့အကုန်ရောပြွန်ပြီးမှကျွန်တော်တို့ကစစ်ဆေးရတယ်ဒီကိစ္စအင်မတန်ခက်ခဲတယ်ဒီလိုမျိုးဆွဆွဲမှုတွေကိုကဘာရဲ့မီဒီယာတွေကိုထိန်းချုပ်ထားတဲ့အမေရိကန်လည်းမရှောင်နိုင်ဘူးတရုတ်နိုင်ငံလည်းမရှောင်နိုင်ပါဘူးတခြားပြည်နိုင်ငံမှလည်းမရှောင်နိုင်ဘူးကျွန်တော်တို့ဆိုရင်ပို့ပြီးမှထိတာပေါ့မြန်မာနိုင်ငံမှာဆိုရင်ဘယ်ကောင်းဆောင်ပဲတက်တဲ့စစ်အုပ်စုကအာဏာကိုကင်ပြီးမှနိုင်ငံကိုအုပ်ချုပ်ရင်လည်းစစ်အုပ်စုကိုအဲ့ဒီပုံမှန်နဲ့ညီလူးမှာပဲ
NLD ကခေါင်းဆောင်ကတက်လာရင်လည်း NLD ကိုလူးမှာပဲအဲ့ဒီပုံမှန်တွေတက်မှာပဲ NUG ကတကယ်လို့နိုင်ခဲ့တယ်ဆိုအောင်တော့တက်လာရင်လည်းသူလည်းဒါနဲ့ဆွဲချခံရမှာပဲဒါကြောင့်ကျွန်တော်တို့ဒါဆွဲချခံရတာတိတ်တော့မအံ့ဩဘူးဒါမဲ့အမှန်တရားကိုကျွန်တော်ယုံကြည်နဲ့ဆက်လက်ကင်တော့မယ်ဒီမွတ်စလင်နိုင်ငံသားတွေကိုဆင်းပြီးတဆင်းပေါ့စောစောကပြောတဲ့အခွင့်အရေးနဲ့တာဝန်မြန်မာနိုင်ငံပေါ်ဘယ်လောက်သစ္စာရှိမလဲအာရခဒေသပေါ်မှာဘယ်လိုသစ္စာရှိမလဲငြိမ်းချမ်းမှုတဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကဒီဟာလုပ်ပြီးမှငါတို့တိဆောက်ရအောင် နိုင်ငံတကာကနေပြီးနိုင်ငံတကာခုံရုံးမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါမယ်တခြားကောင်းဆောင်တွေကိုဒီရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့တရားစွဲဆိုတဲ့ကိစ္စတွေလုပ်နေတာတွေလည်းကျွန်တော်တို့သတင်းတွေဖတ်ရတယ်ဆိုတော့ဒါကိုဘယ်လိုတုံ့ပြန်မလဲခင်မိတော့တာဗောဗျာတိတ်ပြီးမှတော့အနောက်ဆက်တော့မဖြစ်ပါဘူးကျွန်တော်တို့မိတ်ဆွေတွေနဲ့စကားပြောတဲ့အချိန်မှာနှုတ်ဆက်စရာပဋိသင်္ဍေရစကားတစ်ခုပို့လာတာဗောခုမီဒီယာဆရာအောင်တော်နဲ့စကားပြောသူဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကမှန်ကန်ရက်တည်နေတာပဲကျွန်တော်တို့ကဒီဟာတွေကိုဖြည့်ရှင်းနေကျွန်တော်တို့လုပ်နေတဲ့ဟာတွေကိုထောက်ပြဖို့လဲအခွင့်အရေးလဲရတာဗောပြီးတော့ကျွန်တော်တို့လည်းပဲတော်လန်ရေးနဲ့ကိုယ့်ခိုင်ဒေသရောက်တာတော့မှပြည်သူတွေထိခိုက်မှာစိုးလို့ဗောချင်းချိန်ပြီးမှအတော်အလာတွေအနေထိုင်တွေကအစလုံနေတဲ့လူတွေကကျွန်တော်တို့ဘယ်နိုင်ငံကိုကျွန်တော်တောစရာရှိလို့လဲဘယ်မှမတော်ပါဘူးရခိုင်ဒေသမှာပဲနေနေတာပါဟိုပုံကိုယ်တွေပေါ့ကျွန်တော်တို့ကို legal harassment lawfare နဲ့စစ်ဆင်နေတဲ့လူတွေကပဲသူတို့ပြောတဲ့ peaceful repatriation ကိုလုပ်မယ်ဆိုရင်သူတို့ဘယ်လိုလုပ်ပြီးမှခြေချမလဲသူတို့တကယ်တရားမျှတမှုကိုထောက်ပြချင်တယ်ဆိုရင်နိုင်ငံတကာတရားရုံးမှာဆွဲတာထက်ကျွန်တော်တို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့တရားရုံးမှာလာပြီးအမှုဖွင့်ရင်တောင်မှအဲ့ဒီအမှန်တရားကိုရှာဖို့ပိုလွယ်အောင်မယ်ဟုတ်ကဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကျွန်တော်အခုမေးတဲ့မေးခွန်းတွေထဲမှာပြန်ပြီးတော့ recap လုပ်မယ်ဆိုရင်ဒီမြန်မာစစ်တပ်ကနှစ်ပေါင်းရာနဲ့ချီပြီးတော့နှစ်ပေါင်း10နဲ့ချီပြီးတော့လူခွင့်ချိုးဖောက်မှုတွေရှိခဲ့တယ်ရခိုင်ပြည်မှာလည်းရှိခဲ့တယ်မြန်မာပြည်တစ်ပြည်လုံးမှာရှိခဲ့တယ်ဆိုတော့ evidence တွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်မေးခွန်းတို့မေးချင်တာကလွန်ခဲ့တဲ့4-5 နှစ်လွန်ခဲ့တဲ့4-5 နှစ်အတွင်းမှာ AA ကဒီမွတ်စလင်တွေပေါ်မှာလူခွင့်ချိုးဖောက်မှုလုံးဝမရှိခဲ့ဘူးလို့ပြောချင်တာလားညင်းချင်တာလားကျွန်တော်တို့ကဒီဟာဘယ်လိုပြောမလဲစီကံဖောက်တဲ့တပ်ဖွဲ့ဝင်တချို့ကပြစ်မှုကျူးလွန်တဲ့အခြေအနေတွေရှိဖို့ပါတယ်အဲ့ဒါတွေအတွက်လည်းကျွန်တော်တို့ကအရေးယူအပြစ်ပေးခဲ့တာတွေလည်းသူတို့လည်းသိပါတယ်မီဒီယာမှာလည်းရှိပါတယ်တချို့အပြစ်ကျွန်တော်တို့မှလည်းပဲဒီပြစ်မှုကျူးလွန်ပြီးမှတပ်ထဲကထွက်ပြေးနေတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ULA ရဲ့ policy ကြောင့်လူမျိုးအလိုက်ပေါ့ဒီ collective punishment ပုံစံမျိုးကတော့ဘယ်တော့မှမရှိခဲ့ပါဘူး။နောင်လည်းရှိလာမှာမဟုတ်ပါဘူး။ဒါကတော့ဒါမျိုးလုပ်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ vision တွေကဘယ်လိုလုပ်ပြီးအကောင့်ထဲပေါ်လို့ရမလဲ။ငြင်းချမ်းမှုမရှိဘူးဆိုရင်တည်ငြိမ်မှုမရှိဘူးဆိုရင်တိုးတက်မှုဆိုတာလည်းမရှိတော့ဘူး။ဒါကျွန်တော်တို့အရန်တတိထားတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်မူဝါဒချပြီးမှလူခွင့်ရေးရှိုးဖောက်တယ်ဆိုတဲ့ဟာမျိုးမရှိဘူးဒီကတင်တန်းပေးပြီးမှဒီလက်နက်တက်ဆင်ထားတဲ့လူတွေနဲ့စစ်ဖြစ်တဲ့အချိန်မှာတော့ဒါစစ်မြေပြင်ကစစ်မြေပြင်ပဲပြီးမှကျွန်တော်တို့ဒီစကားကဆန္ဒပြခိုင်းပြီးမှအိမ်တွေကိုမိရှို့တဲ့လူတွေကိုဖမ်းဆီးရတာပဲဒါကတော့ဥပဒေအတိုင်းကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်ပါတယ်ဒီအချိန်မှာဥပဒေနဲ့မညီတဲ့အလုပ်တွေကိုလုပ်ခဲ့တဲ့အရာရှိတွေကိုလည်းကျွန်တော်တို့အရေးယူခဲ့ပါတယ်ဒါလူခွင့်ချိုးဖောက်မှုအပြင်ပေါ့နော်ဒီရိုဟင်ဂျာမွတ်စလင်ပေါ်မှာဟလာဒီလူမျိုးရေးခွဲခြားမှုကိစ္စတွေလည်းရှိတယ်ဆိုတော့ accusation တွေဆွဆွဲမှုတွေတော့အများကြီးရှိခဲ့တာပေါ့ဒါကရခိုင်ပြည်တစ်ခုတည်းမဟုတ်ဘဲနဲ့မြန်မာပြည်မှာလည်းကျွန်တော်တို့နှံပြမှာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်နောက်တစ်ခုမေးချင်တာပါလဲဆိုတော့ဒီရိုဟင်ဂျာမွတ်စလင်တွေကိုဘာသာရေးကောင်းဆောင်တွေပါဝင်သူတို့တွေကိုအခုဆိုရင် AA ကနေပြီးတော့အုပ်ချုပ်ရေးတို့တရားစီရင်ရေးဆိုတဲ့ကဏ္ဍတွေမှာနေရာပေးပြီးတော့စီမံဆောင်လာတဲ့ကိစ္စအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့သိချင်ပါတယ်ဟုတ်ကဲ့ဒီလူမျိုးနာမည်နဲ့ပတ်သက်ပြီးမှအငင်းပေါ်မှုဆိုတာဒီနေ့မှပဲရှိနေတာမဟုတ်ဘူးအဲ့ဒီနာမည်ကိုစပြီးသူတို့နိုင်ငံရေးအရလိုင်းတင်ပြီးသုံးလာတဲ့ကဒီရခိုင်ဒေသမှာရောမြန်မာတပြည်လုံးအနေနဲ့ရောအဲ့ဒီကိစ္စက
ရှိတယ်ဗျရှိတယ်ဆိုတော့သူတို့ကလည်းသမိုင်းသမိုင်းစာအုပ်မှာတော့ဗမာသမိုင်းပကံသမိုင်းကိုကြည့်မလားရခိုင်သမိုင်းကိုကြည့်မလားသမိုင်းစာအုပ်တွေမှာကိုယ့်အမြင်နဲ့ကိုရေးထားတဲ့အားနည်းချက်ကလေးတွေကတော့ရှိတတ်ပါတယ်အဲ့ဒါတွေကိုတေချာသုံးသပ်ပြီးမှသူတို့လိုချင်တဲ့ပုံစံတွေကိုအသိရေးပြီးမှတချို့လူတွေကလှုံ့ဆော်ခဲ့ကြတော့ဒီကိစ္စတွေကတော်တော်လေးရေရှည်မှာတဖြည်းဖြည်းနဲ့ဖြည့်ရှင်းရမယ့်ကိစ္စတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကထိန်းလိုက်ပြီဆိုတာနဲ့ဒီကိစ္စတွေကတခါတည်းကြားမင်းပေးလိုက်တဲ့ဆေးလိုမျိုးပျောက်တော့တာမဟုတ်ဘူးဒီဟာတွေကိုတဖြည်းဖြည်းချင်းလုပ်ရမှာဆိုတော့စောစောကကျွန်တော်ထောက်ပြခဲ့သလိုပဲလူအခွင့်အရေးကိုတစ်ခုတည်းပဲကြည့်ပြီးမှနိုင်ငံသားအခွင့်အရေးနိုင်ငံသားတာဝန်ဥပဒေတစ်ခုတည်းကိုပြောပြီးမှသူနေထိုင်တဲ့နိုင်ငံရဲ့ဥပဒေကိုမလေးစားရင်နိုင်ငံတကာဥပဒေဆိုတာကြီးကဘာကြီးလဲဆိုတဲ့ဟာမျိုးတောင်ကျွန်တော်တို့ပြန်ပြီးမေးတဲ့အခါတွေလည်းရှိတယ်သူတို့ကပြောရလေနိုင်ငံတကာဥပဒေအတိုင်းလုပ်ရမယ်နိုင်ငံတကာဥပဒေအတိုင်းလုပ်ရမယ်ဆိုတော့နိုင်ငံငယ်တွေကိုနိုင်ငံကြီးတွေကအနိုင်ကျင့်တဲ့စကားတွေပေါ့ဒါဆိုရင်ငါတို့နိုင်ငံရဲ့ဥပဒေကိုရှိုးဖောက်နေတဲ့လူကိုမင်းတို့ကနိုင်ငံတကာဥပဒေနဲ့ဘာလဲကဲတာလားဘောနော်ဘာလဲသူတို့စစ်ကူပေးနေတာလားဆိုတော့ကျွန်တော်တို့လည်းမေးစရာတွေရှိတယ်ဒါကိုနေတဲ့နိုင်ငံကိုကိုယ့်ရဲ့အလံတော်ကိုရောဥပဒေကိုရောအခြေခံဥပဒေကိုအကုန်လုံးလေးစားဖို့နိုင်ငံသားတိုင်းတာဝန်ရှိတဲ့ဟာကိုလုံးဝကြောခိုင်းပြီးမှနိုင်ငံတကာဥပဒေဆိုပြီးမှလာပြောနေတဲ့ကိစ္စတွေလည်းရှိတယ်။ဒါကြောင့်ဒီလူအခွင့်အရေးချိုးဖောက်တယ်လို့ပြောတာထက်နိုင်ငံသားအခွင့်အရေးမမျှတမှုတွေကိုဖြည်းဖြည်းချင်းဖြည့်ရှင်းရမယ်ပြီးမှဒီအပြင်ကနေတောက်လျှောက်လှုံ့ဆော်နေတဲ့ဟာတွေစွတ်စွဲနေတဲ့ဟာတွေတိုက်ခိုက်မှုတွေရှိနေသေးတော့ဒီပြဿနာတွေကတော့ပြည်လည်အောင်ဖြည့်ရှင်းဖို့တော်တော်လေးခက်ပါလိမ့်မယ်။ Okay ဗိုလ်ချုပ်ထွန်းမြတ်နိုင်ခုနကျွန်တော်ပြောသွားတဲ့ဒီတရားစီရင်အုပ်ချုပ်ရေးကိစ္စတွေမှာပါဝင်လာတဲ့ကိစ္စတွေကိုနည်းနည်းကျွန်တော်နည်းနည်းပြန်ပြီးပြောပြပါ။ဟုတ်ကဲ့ကျေးဇူးပါဒီရခိုင်ဒေသကိုစနစ်ကြတဲ့စနစ်တကျနဲ့ငြင်းချမ်းအုပ်ချုပ်ရေးတွေတည်ဆောက်မယ်တိုးတက်မှုတွေရအောင်ဖန်တီးမယ်ဆိုရင်ဘယ်လူအဖွဲ့အစည်းကိုမှကျွန်တော်တို့ဘေးဖယ်ထားလို့မရပါဘူးကျွန်တော်တို့ဖယ်ထားဖို့လည်းအစီအစဉ်မရှိပါဘူးဆိုတော့ဒါနိုင်ငံသားအခွင့်အရေးတွေကိုပြောရင်လည်းလူတယောက်အနေနဲ့လည်းမြင်နိုင်ရမယ်နိုင်ငံသားတယောက်အနေနဲ့လည်းမြင်ရမယ်ဒီဟာနှစ်ခုကိုထပ်တူကြအောင်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့စူးစမ်းယူတော့ရမှာဖြစ်တယ်သဘောကောကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ဒီကလားတွေကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်လူကြီးတွေပြောတဲ့စကားကိုနားမှာကြားတော့သူ့ရဲ့လူအုပ်ကြီးကိုမြင်အမုန်းတရားတွေဖြစ်တယ်ဒါမဲ့သူတို့ရောကိုတောလေတဲ့အချိန်မှာနေမကောင်းဖြစ်နေတဲ့ကလေးလေးတယောက်အိမ်မှာဆေးမတောက်ရဘူးပေါ့မွတ်စလင်ရောမှာကျွန်တော်တို့ကအဲ့ဒီရောဖက်ကိုတောလေတယ်ဆိုရင်10တန်းလောက်ရောက်ပြီလေဒီကလေးကဘာဖြစ်နေတာလဲဆိုတော့စမ်းကြည့်တော့အပူတွေများနေတယ်ဆေးရောဆိုတော့ဆေးမရှိဘူးပေါ့အဖေရောဆိုတော့အဖေကဈေးမှာအလုပ်တော့လုပ်တယ်ဆိုတော့ကျွန်တော်တို့ချက်ချင်းဆေးဝယ်ပြီးမှဒီကောင်လေးကိုဆေးကုပေးတယ်ဆေးအဲ့လိုမျိုးပေါ့နော်ဒါလူသားချင်းစိတ်ကျွန်တော်တို့အဲ့ဒီအချိန်မှာနိုင်ငံရေးသမားလည်းမဖြစ်သေးဘူးဒီကလေးလေးတွေဒီလူသားတွေပေါ့စာနာစိတ်ဆိုတာကျွန်တော်တို့မှာငကိုဗီဇရှိပြီးသားပဲဒါကြောင့်အခုနိုင်ငံရေးလှုပ်လာတဲ့အချိန်မှာကိုကတာဝန်ယူလာရပြီမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုနိုင်ငံသားတွေအကုန်လုံးပဲကျွန်တော်တို့ချပြီးမှအကောင့်တွေပေါ်ရတော့မယ်အဲ့ဒီအချိန်မှာဒီလူသားချင်းစာနာမှုအခြေခံဖက်ကရောနိုင်ငံတစ်ခုရဲ့တာဝန်ခံမှုအပိုင်းကရောကျွန်တော်တို့ကတည်ဆောက်ရမှာဖြစ်ပါတယ်ဆိုတော့သူတို့ကိုလည်းပဲဒီပြည်သူလုံခြုံရေးကိစ္စတွေတရားစီရင်ရေးတွေပြီးမှအစိုးရဝန်ဆောင်မှုရဲ့အရေးကြီးဆုံးတွေဖြစ်တဲ့ကျန်းမာရေးပညာရေးပြီးမှဒီတဘာဝဘေးအန္တရာယ်ကာကွယ်ရေးကိစ္စတွေပေါ့အဲ့ဒါတွေမှာအရေးရှင်းရှိနဲ့ပါဝင်လာဖို့အတွက်ကျွန်တော်တို့သူတို့အမြဲတမ်းပြောပြတယ်စစ်ရေးမှာလောဆယ်အများကြီးမပါဘူးဆိုတာကလည်းတကယ်ဆိုရင်သူတို့ကျွန်တော်ထည့်ချင်တာပေါ့သို့တော်လည်းပဲဒါစစ်ဖက်ဆိုင်ရာလက်နက်ကင်ပြီးမှလုပ်ရတဲ့အလုပ်တွေမှာကြတော့ကျွန်တော်တို့ကယုံကြည်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှဒီလက်တွေ့ကြတဲ့တက်ပေပြမှုတွေပို့ပြီးမှအပြန်လည်နားလည်မှုတွေကိုတည်ဆောက်ရအောင်မယ်ကျွန်တော်တို့ကစစ်တပ်မှာအများကြီးဘာကြောင့်မထည့်တာလဲဆိုတော့ကျွန်တော်တို့စစ်တပ်မှာထည့်ပြီးမှလက်နက်ယူပြီးထွက်ပြေးတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်ဒါကိုလည်းကျွန်တော်မွတ်စလင်လူကြီးတွေကိုပြောပြတယ်ကျွန်တော်တို့ထဲမှာအာရမစုဆောင်တာမလုပ်ဘူးသူတို့စိတ်သဘောနဲ့သူတို့ဝင်မယ်ဆိုရင်တော့မှသူတို့ community ခေါင်းဆောင်တွေကထောက်ခံချက်တွေနဲ့မှပဲကျွန်တော်တို့ဝင်ခွင့်ပြုတယ်ဒါပေမဲ့တချို့ lobby အဖွဲ့တွေပေါ့နော်ဒီလှုပ်ရှားတက်ကြော့သူနာမည်ခံထားတဲ့အခြေခံဝါဒီတွေဖက်ကတော့အတင်းအာရမစစ်သားစုဆောင်ပါတယ်ဆိုပြီးမှသူတို့ရဲ့ဒီ
sensationalize လုပ်တဲ့အချိန်မှာပေါ့အော်မီဒီယာတောင်းနေတဲ့ရင်ခွဲနာပုံပြင်နဲ့ပြောတဲ့အချိန်မှာတခါမှမရှိတဲ့ဖြစ်စဉ်တွေကိုအတင်းအဓမ္မထည့်ပြီးမှပေါ်ပြနေတာလည်းရှိတယ်ဒါကြောင့်အရက်ဖက်ဆိုင်ရာဒီအုပ်ချုပ်ရေးတရားစီရင်ရေးကိစ္စတွေမှာကျွန်တော်တို့ကသူတို့လူအရင်အမြစ်တွေကိုလက်ကျင့်ပြိုးထောင်ပြီးမှတဖြည်းဖြည်းနဲ့ထက်လာတာဖြစ်ပါတယ်အုပ်ချုပ်ရေးသင်တန်းတွေရောဥပဒေသင်တန်းတွေရောကျွန်တော်တို့စပြီးမှပေးနေပါပြီဗကြုံထွန်းမြတ်နဲ့ကျွန်တော်ဆက်ပြီးမေးချင်တာပါလဲဆိုတော့ခုနဒီလက်နက်တပ်ဆင်တဲ့ကိစ္စကိုပြောသွားတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့စစ်ကောင်စီကတော့လွန်ခဲ့တဲ့2နှစ်3နှစ်တည်းကနေပြီးတော့ဒီမွတ်စလင်ရိုဟင်ဂျာတွေကိုလက်နက်တပ်ဆင်ပြီးတော့ AA ကိုတိုက်ခိုက်ဖို့တင်နိုင်ပေးပြီးတိုက်ခိုက်ခိုင်းခဲ့တာရှိခဲ့ပါတယ်နော်ရှိခဲ့ပါတယ်ဟုတ်ကဲ့အခုလည်းရှိပါတယ်ဆိုတော့အဲ့လိုလုပ်တဲ့အခါမှာဟိုဘက်ကအင်အားပိုများလာလားသူတို့ကတကယ်ကိုစစ်ကောင်စီအတွက်စကားမအတွက်သူတို့ကပို့ပြီးတော့တကယ်အားကိုးရတဲ့တက်ဖြစ်လာခဲ့သလားမြေပြင်ကအခြေအနေဘယ်လိုရှိလဲဒီကိစ္စကအရန်အန်ဒီရများတဲ့ကိစ္စဖြစ်တယ်သူကရေတူအမြင်နဲ့ပဲလှုပ်လိုက်တဲ့အလုပ်ကရေရှည်မှာဒီ data တစ်ခုလုံးမတည်မငြိမ်ဖြစ်လာနိုင်တဲ့တကားကြီးကိုဖွင့်လိုက်တာပါပဲဒီအခုဒုက္ခတဲ့စခန်းမှာဆိုရင်လူတွေကိုအများကြီးသူကစစ်သွေးကြောဝါဒတွေမဒရက်စာကျောင်းတွေကကျောင်းသားတွေကိုလှုံ့ဆော်ပြီးမှတင်တဲ့တောက်လျှောက်ပေးနေတယ်ကျွန်တော်တို့စုံစမ်းထားတဲ့သတင်းအရဆိုရင်နေဇတ်တလျှောက်မှာအင်အား4500လောက်ကတော့သူတို့လက်နက်ကတော့4500မရှိသေးဘူးဒါပေမဲ့အင်အား4500လောက်ကနေဇတ်မှာသူတို့စုဆောင်ထားကြတယ်ဒီဟာတွေလက်နက်ရရှိရဲ့အတွက်လည်းသူတို့တော်တော်လေးကိုလှုပ်ရှားနေကြတယ်သူတို့ရဲ့စခန်းတွေကတော့ဒီဘင်္ဂလားနေချဆောင်ပေါ့ BGB စခန်းတွေရဲ့အနိပတ်ဝန်းကျင်မှာပါပဲသူတို့ကဒီရခိုင်ဖက်ကိုဆန်တို့လောင်စာစီတို့ဆေးဝါးတို့ဆန်တော့မဟုတ်ပါဘူးလောင်စာစီတို့ဆေးဝါးတို့အဲ့ဒါတွေပို့လို့ဆိုရင် BGB ကဖမ်းတာမဟုတ်ဘူးအဲ့ဒီအဖွဲ့အစည်းတွေကလိုက်ပြီးဖမ်းတာသူတို့ဘာကိစ္စဖြစ်ဖြစ်သူတို့ကိုထိန်းပိတ်ဆို့ဖို့အတွက်တာဝန်ပေးထားတဲ့ပုံစံမျိုးပေါ့အခြေအနေလင့်တလို့လာပြီးမှမိုင်းဆွဲတာတို့ဝင်ပစ်တာတို့လုပ်ပြီးမှဟိုဖက်နေဆက်ကိုကြော်ပြီးထွက်ပြေးတာတို့ရှိတယ်ကျွန်တော်တို့ကတော့ဘင်္ဂလားဒေ့ရှ်နဲ့ဒါအိမ်နီးချင်းဆိုတာကတော့ကြိုက်ပြီးဖြစ်စေမကြိုက်ပြီးဖြစ်စေကရွေးပိုင်ခွင့်မရှိဘူးရေရှည်ကိုကြည့်ပြီးမှအစအရာကိုစိတ်ရှည်တီးခံပြီးမှကောင်းကောင်းလေးဆက်ဆံနေတဲ့အနေအထားပေါ့ဒါကိုဘယ်လိုဝိုင်းပြီးထိန်းကျောင်းမလဲဘာကြောင့်လဲဆိုတော့ဒါကသူ့ရဲ့political decision maker တွေရဲ့ဆုံးဖြတ်ချက်အရာမဟုတ်ဘဲနဲ့ဒီစစ်သွေးကြောပေါ်ဒီဝါဒကိုအားပေးတဲ့အရာရှိတွေနဲ့လုပ်နေတာလို့ကျွန်တော်တို့ယူဆတယ်ဒါကြောင့်ပြဿနာကိုပြင်းပြင်းထန်ထန်တုံ့ပြန်တာတဲ့ဒီစိတ်ရှည်နဲ့ဖြစ်တဲ့ပုံစံကိုကျွန်တော်တို့ကထိန်းကျောင်းပြီးမှဖြည့်ရှင်းနေရတဲ့ response လုပ်နေရတဲ့အနေအထားဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ထပ်မေးချင်တာပါလဲဆိုတော့ခုနကပြောသွားတဲ့တဲမှာဒီပြင်ပကတက်ကြွလှူရှားသူများဆိုတာကျွန်တော်မကြာခဏကြားရပါတယ်ပြင်ပကနေပြီးတော့ဒီမွတ်စလင်ရိုဟင်ဂျာရေးတက်ကြွလှူရှားသူတွေနဲ့ဒီဒုက္ခသည်စခန်းထဲမှာနေတဲ့မွတ်စလင်ရိုဟင်ဂျာတွေနဲ့ကြားမှာတကယ်ကိုသူတို့မှာ common opinion common ground ရှိသလားနောက်ပြီးတော့ရခိုင်ပြည်မှာနေတဲ့ဘူးသီးတောင်မောင်နှမရှိနေတဲ့ရောက်နေတဲ့နေကြတဲ့မွတ်စလင်ရိုဟင်ဂျာတွေနဲ့အပြင်မှာ campaign လုပ်နေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ကြားမှာရောသူတို့တွေထဲမှာ unifying ဖြစ်တဲ့ approach တားမဝင်ရည်တည်ချက်သို့မဟုတ်အမြင်တွေရှိသလားကွာမှုတွေအများကြီးရှိသလားနေရာဒေတာကိုအခြေခံပြီးမှကွာဟချက်တွေရှိပါတယ်အာရခဒေတာထဲမှာကြံနေခဲ့တဲ့လူတွေနောက်ရခိုင်ဒေတာရဲ့အလေပိုင်းမျိုးတွေမှာနေတဲ့လူတွေကတော့ငင်းငင်းချမ်းချမ်းနဲ့ဒီတည်ရှိမှုကိုပို့ပြီးသဘောကျတယ်ပြီးမှနေဆက်ဒေတာမှာဆိုရင်တောင်မှအခုအနေထားအရဒီလက်ရှိအထိုက်လျောက်တည်ငြိမ်မှုကိုကြိုဆိုတဲ့လူတွေလည်းအများကြီးရှိတယ်ပြီးတော့ဒီတောတောင်တွေနားမှာနေတဲ့ရွာတွေဆိုရင်စစ်သွေးကြောတွေကပိုလွန်မိုးတယ်ဆိုတော့ကျွန်တော်တို့ကဒီသူတို့ရဲ့အနေထားပေါ့လေသူတို့ရဲ့စဉ်းစားမှုကိုလေယာခိတ်လိုမျိုးအလှော်လိုက်အတိအကျပြောလို့မရဘူးဒါမှသူ့ရဲ့ marvel လိုမျိုးပေါ့တချို့နေရာမှာဆိုရင်သူပြိဿနဲ့သူပါပဲဒုက္ခတဲ့စခန်းကိုပြောမယ်ဆိုရင်ဒုက္ခတဲ့စခန်းမှာတကယ်ငင်းချမ်းနဲ့ပြန်လာချင်တဲ့လူတွေရှိသလိုဒီမဒရက်စာကျောင်းတွေမှာသူအခုဆိုရင်သူတို့ကလေးတွေကိုကြည့်လိုက်
သူတို့ကဂျီဟက်ဆင်နွဲမယ်ရခိုင်ဒေသကိုဝင်တိုက်မယ်ငါတို့ရဲ့ရန်သူတွေကိုခြေမုံမယ်အေးဟာရန်သူပဲဆိုတဲ့ဟာမျိုးသူတို့နေ့စဉ်နဲ့အမျှဒီအစိတ်တွေကိုကျွေးနေတာပေါ့နော် brain wash လုပ်နေတဲ့ဟာတွေကျွန်တော်တို့စိုးရိမ်ဖွယ်ရမြင်နေရတယ်တချို့ကြား အဲ့ဒါဒုက္ခတဲ့စခန်းမှာဖြစ်နေတာပေါ့နော် မဒရစာကျောင်းတွေမှာဒုက္ခတဲ့စခန်းတွေမှာဖြစ်နေတာ ဟုတ် အာဒုက္ခတဲ့စခန်းမှာတော့တချို့လူတွေကြတော့ကျွန်တော်တို့ပြန်လာခြင်းတယ်ဆိုရင်ပြန်လာတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒီနိုင်ငံရေးအရ UN အဖွဲ့အစည်းတွေနဲ့ဘင်္ဂလားဒေ့ရှ်ကအာဏာပိုင်တချို့ကထွက်ပြေးလာတဲ့လူတွေကိုပဲပြောနေတယ်သူကဒီဘက်ကိုပြန်ဝင်လာတဲ့ယာပေါင်းများစွာသောမိသားစုတွေအကြောင်းဘယ်တော့မှထည့်မပြောဘူးပြီးတော့သူတို့ကအဲ့ဒီကိန်းကနန်းတွေကိုပြောတဲ့အချိန်မှာလည်းပဲလူက2000ပြောတဲ့ခါပြောလိုက်3,200ပြောတဲ့ခါပြောလိုက်2သိန်းပြောတဲ့ခါပြောလိုက်နဲ့ဟိုအမျိုးမျိုးပေါ့လေကိုးကားပြီးမှပြောနေကြတယ် according to UN statistics ဆိုပြီးမှအဲ့ဒီကိုးကားတာပေါ့ UN ရဲ့ local ဝန်ထမ်းတွေကိုယ်တိုင်ကစစ်သွေးကြောရဲ့လူတွေဖြစ်နေတဲ့ကိစ္စမှာဒီ UN ရဲ့ statistics ကဘယ်လိုပြီးမှယုံကြည်လို့ရမှာလဲသူတို့တခါတလေကျွန်တော်တို့ပြောတဲ့ဟာတွေရှိတယ်စစ်ဆေးမှုတွေကိုNGO တွေကိုဝင်ခွင့်ပြုပါစစ်ဆေးမဲ့အဖွဲ့တွေကိုဝင်ခွင့်ပြုပါဆိုတော့ဝင်ခွင့်ပြုလို့ရတယ်ဒါပေမဲ့ဘယ်သူဝင်မှာလဲဆိုတာတော့ကျွန်တော်တို့ယုံကြည်လောက်တဲ့လူတွေတော့ဖြစ်ဖို့လိုတာပေါ့ဒါကြောင့်အဲ့ဒီစစ်ဆေးမဲ့လူကိုကိုယ်တိုင်ကျွန်တော်တို့အရင်စစ်ဆေးဖို့လိုနေတယ်လေဒီလိုအခြေအနေတွေရှုပ်ထွေးမှုတွေရှိတယ်ဒါကြောင့်ဒုက္ခသည်စခန်းကလူတွေရဲ့ဒီယူဆမှုထောက်ခံမှုပြီးမှဒီပြည်တွင်းမှာကြံခဲ့တဲ့လူတွေထဲမှာယုံကြည်မှုထောက်ခံမှုတွေကမတူညီပါဘူးကျွန်တော်တို့ပြောနေတဲ့ဒီ diaspora အနောက်နိုင်ငံတွေမှာအခြေပြုထားတဲ့လူတွေကရခိုင်ပြည်တွင်းမှာစီလုံးညီညွတ်မှုတွေရှိလာတယ်တိုးတက်မှုတွေရှိလာတယ်တဟဇာရမှုတွေတိုးတက်လာတယ်ဆိုတာသူတို့မမြင်ချင်ဘူးသူတို့ကဒီပြဿနာတွေဖြစ်နေတယ်လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ် genocide လုပ်နေပါတယ်ဆိုတော့ issue ကိုတင်ပြီးမှသူကသူ့ရဲ့ရည်မှန်းချက်ရော strategy ရောအဲ့ဒါကဘာလဲဆိုတော့ဒီလူအခွင့်အရေးချိုးဖောက်မှုတွေ genocide တွေကျူးလွန်ပြီးမှသူတို့ဟာဒီရခိုင်တွေနဲ့အတူတူနေလို့မရတော့ဘူးဒီဒေသကိုနိုင်ငံတကာရဲ့အကူအညီနဲ့ R2P အစီအစဉ်အောက်မှာလွတ်မြောက်ရေးလုပ်ရမယ်ဆိုတဲ့ဟာဟိုဘက်သူတို့ကဥတည်ထားတယ်ဆိုတော့သူတို့ကဒီအပြုတ်သဘောဆောင်တဲ့လာရအရက်ကိုသူကမရောက်စေချင်ဘူးဒါကြောင့်သူကဘလောက်ပဲလှုပ်ကျွန်တော်တို့ရခိုင်စကားနဲ့ပြောရင်ဟိုပစိုးတစ်ထည်ဘလောက်ပဲလာပေါ့ပေးလိုက်စေးလိမ့်မင်းပေါက်တစ်ပေါက်ကိုလက်ညှိုးထိုးပြီးမှဒါစေးလိမ့်မင်းပေါက်ပါတယ်ဒီပစိုးကအပေါက်ကြီးဆိုတဲ့ဟာမျိုးပေါ့ဗျာဒီလိုမျိုးပဲမြင်ပါတယ်ဘယ်လိုတော့မျက်နှာခုနပြောသွားတဲ့အထက်မှာ UN ဝန်ထမ်းတချို့ကစစ်သွေးကြွတွေရဲ့ UN ဝန်ထမ်းတချို့ဟာစစ်သွေးကြွတွေရဲ့လူတွေဖြစ်နေတယ်ဆိုတဲ့စကားကိုကျွန်တော်သတိထားမိတယ်အဲ့ဒါဘာလို့ဆိုလို့ရလဲဒီလိုပါဒုက္ခသည်စခန်းမှာဒီဘက်ကစကားစားကတင်တန်းပေးထားတဲ့လူတွေစစ်ရှုံးပြီးမှစကားစားကတော့အဖမ်းခံတယ်တည်တဲ့လူတည်တယ်ထွက်ပြေးလွတ်မြောက်တော့တဲ့ဒီမာမတ်လိုလူတွေရှိတယ်ဒီမာမတ်ဆိုတာဒီမိုဟာမက်ပေါ့သူ့ကိုဒီဘင်္ဂလားစစ်တပ်ပေါ့ DGFI ကအရင်နေရာပေးတယ်ဘာဖြစ်လို့ဆိုတော့သူတို့အရင်မွေးထားတဲ့ဒီအာဆာရဲ့ခေါင်းဆောင်ကသူ့ရဲ့အမိန့်ကိုတိတ်နာမခံဘူးသူအားမရဘူးပြီးမှဟိုတခြားအဖွဲ့တွေကိုလည်းအားမရဘူးသူတို့လိုချင်တာကဒီဒုက္ခတွေအကုန်လုံးကိုစားပြုပြီးမှစကားပြောနိုင်တဲ့ခေါင်းဆောင်မှုမျိုးကိုသူလိုချင်တယ်ဒီမိုဟာမက်ကအပြောဆိုမဆိုးဘူးဒီကောင်ကဆိုတော့သူကအဲ့ဒီမှာတော်ပြီးမှဒီစစ်သွေးကြောဘာသာရေးစကားတွေနဲ့သူကအရန်လှုံ့ဆော်မှုကောင်းတယ်ဆိုတော့သူ့ကိုနေရာပေးတယ်သူ့ကိုမဖမ်းဘူးသူကအစည်းအဝေးတွေခေါ်ရင်ကမ်ခေါင်းဆောင်တွေကလာပြီးမှတက်ရတယ်သူခေါ်တဲ့အစည်းအဝေးကိုမတက်ဘူးဆိုရင်ကမ်မှာပေးဝယ်နေတဲ့ဟိုအကူအညီတွေကမရဘူးသူကအဲ့ဒီ UN နဲ့နိုင်ငံတကာ NGO တွေကပေးနေတဲ့အကူအညီတွေကိုတော့မှသူတို့ရဲ့ဟိုဟာပေါ့စစ်သွေးကြောရဲ့အစီအစဉ်တွေအတွက်အထောက်အကူမပြုဘူးဆိုအဲ့ဒါကို control လုပ်ပြီးမှဟို leverage အနေနဲ့တော့တုံလို့ရတယ်ဒါကဘာလဲဆိုတော့အဲ့ဒီ UN ဝန်ထမ်းတွေရော NGO ဝန်ထမ်းတွေရောသူ့ရဲ့လူတွေသူ့ရဲ့ဒီကွန်ရက်ရဲ့အစိတ်ပိုင်းတွေဖြစ်နေလို့ပဲကိန်းကနန်းတွေကိုပြောတယ်ဆိုရင်လည်းပဲဒီ report တွေပေါ့ဗျာ report ဆိုရင်ဒီလိုဖြစ်တယ်ဥပမာကျွန်တော်တို့ကဘူးတိတောင်ကိုတင်ပြီးမောင်းတော့ကိုတင်တော့မယ်ဆိုတဲ့အချိန်မှာဘင်္ဂလားရဲ့ဟိုနေချားဆောင်တွေနဲ့ကျွန်တော်တို့စကားပြောဖြစ်တယ်နေချားဆောင်ဆိုတာအရှင်းမြင့်နေချားဆောင်တွေနဲ့ဆွေးနွေးတာသူ
သူတို့ကိုကျွန်တော်ပြောတယ်ငါတို့မောင်းတော့တင်တော့မယ်သူတို့ဘက်ကပြောလာတာကနေဆက်လုံခြုံရေးနဲ့ဒုက္ခတွေကိုအများကြီးသူစီဝင်မလာအောင်ထိမ့်ပေးပါကျွန်တော်တို့ကလည်း okay ထိမ့်ပေးမယ်သို့တော့အပြန်အလှန်အဖြစ်ဒီဒုက္ခတွေအခက်ခဲမဖြစ်အောင် life saving medicine တွေ life saving items တွေကိုခင်ဗျားတို့စီကဝင်လို့ရအောင်လုပ်ပေးပါဒါတွေမရှိဘူးဆိုရင်တော့ဒုက္ခတွေတွေကအသက်ရှင်ဖို့အတွက်ပြေးရမှာပဲဒီဟာတွေကိုဝယ်ခွင့်ပြုပါဆိုတော့ तू ကမူအဖြစ်သဘောတူတယ်ဒါပေမဲ့ဒီတိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာစစ်ပွဲဆိုတော့ဗျာပုံဖော်ခြင်းတဲ့လူကအမျိုးမျိုးပုံဖော်လို့ရတယ်ဒီဟာနဲ့စွတ်စွဲမှုတွေဖြစ်လာတဲ့အချိန်မှာ तू ကအဲ့ဒါတွေကိုပိတ်လိုက်တယ်သူတို့အချင်းချင်းဆိုတော့ဗျာမှန်သည်မှားသည်ဆိုတာထက်ပိုပြီးယုံလွယ်တာပေါ့ဆိုတော့အခုကျွန်တော်တို့စွတ်စွဲနေတဲ့ဟာတွေရှိတယ်အရင်တော့ကတော့စကားထိန်းချုပ်တယ်လူခွင့်ရချိုးဖောက်တဲ့အတွက်ကြောင့်မျိုးဒုက္ခတွေထွက်ပြေးတာကတော့ဟုတ်ပြီအခုအေးထိန်းချုပ်ထားတဲ့အချိန်မှာဘာကြောင့်ဒုက္ခတွေဆက်ပြီးထွက်ပြေးရတယ်လဲဆိုတဲ့ဟာမျိုးနဲ့သူကအဲ့ဒီအကွက်ကလေးကိုကွက်ပြီးမှ highlight လုပ်တာပေါ့ဒါရှင်းနေတာပဲမြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေတယ်ပြည်သူတွေအလုတ်ကင်မရှိဘူးဘယ်ဘုံမှတော်လို့မရဘူးနေ့ဘယ်လိုမှမလုံခြုံဘူးသူတို့ပြောနေတဲ့ repatriate လုပ်ချင်တဲ့ data မှာနေ့စဉ်နဲ့အမျှဘုံကျဲမှုတွေရှိနေတယ်ဆိုတော့အဲ့ဒီ data မှာဘင်္ဂလားဒေ့ရှ်ဘက်ကလည်းပြည်သူတွေရဲ့အသက်ရှင်တန်ရေးနဲ့အသက်ရှူပေါက်အတွက်ရှိသမျှအပေါက်တွေကိုပိတ်ထားတယ်ဆိုတော့သူလည်းလွတ်မြောက်ရပြေးတာပဲဒါကတကယ်ဒုက္ခတွေထွက်ပြေးခြင်းရဲ့ one of the main factor ပေါ့ဒါအရေးကြီးတဲ့အချက်တစ်ချက်ပဲသူကဒါကိုနောက်ဒီဒုက္ခတွေညီလာခံတွေမှာပြောကြတဲ့အကြံဖတ်မှုတွေရှိတယ်ပြန်မဲဆွဲမှုတွေရှိတယ်ဆိုပြီးမှပြောကြတာ generally အကြံဖတ်မှုတွေနဲ့ပြန်မဲဆွဲမှုတွေလုပ်နေပါတယ်ဆိုတဲ့ဟာကိုသူကပြောပြီးမှဘသူကလုပ်တာလဲဆိုတာကိုသူမပြောဘူးမပြောဘဲခြံထားခဲ့တော့ကျွန်တော်တို့ပဲလုပ်နေတယ်လို့မျိုးပြန်ပြီးမှဖြစ်တာပေါ့တကယ်အကြံဖတ်မှုတွေ camp တွေမှာလုပ်နေတဲ့နေဆက်တွေမှာလုပ်နေတဲ့ဟာတွေကလူကုန်ကူးတဲ့ gain တွေပဲလုပ်နေတာလေကျွန်တော်တို့တစ်ခုလုပ်ကြည့်ပါလားအခု1000စာလောက်ချက်ကပြီးပြောလိမ့်မယ်ဒါကြောင့်စကားလုံးတွေတချို့ကိုကြတော့ဟိုလိုဒီလိုပြောထားပြီးမှ violence တွေကိုဘယ်သူလုပ်နေတာလဲဒါတွေကိုကျွန်တော်တို့ဘက်ကပြန်ပြီးမေးခွန်းထုတ်စရာတွေလည်းအများကြီးရှိတယ်ဟုတ်ကဲ့ဟိုတို့တမန်နိုင်ကျွန်တော်တို့ဒီ AA နဲ့ပတ်သက်လာရင်နောက်ဆွဆွချက်တစ်ခုကတော့မိုးရေစေဝါပြဿနာပဲဖြစ်ပါတယ်မိုးရေစေဝါကိစ္စဖြစ်ပါတယ်ဒီလစက်တင်ဘာလ23ရက်နေ့ကမြန်မာအလင်းသတင်းစာမှာမလေးရှားကိုပို့မဲ့စိတ်ကြွဈေးတွေမိတဲ့ကိစ္စတွေမွေးစေးဝါးတွေမိတဲ့ကိစ္စတွေအဲ့ဒီကိစ္စမှာတပ်ပုံသတင်းနဲ့ဖော်ပြတာကတော့အေးတပ်ဖွဲ့ဝင်တွေပါဝင်နေဆိုတာမျိုးဖော်ပြတာရှိသလိုဘင်္ဂလားဒေ့ရှ်ဘက်ကလည်းမကြသေးခင်ရပဲဟလားဒီနေဆက်လုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့အကြီးအကဲတွေကနေပြီးတော့ဆွဆွဲတာတွေရှိခဲ့ပါတယ်အေးကနေမွေးစေးဝါးနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ကိစ္စတဲ့အရောင်းဝယ်ကိစ္စတွေမှာပါဝင်ပတ်သက်တယ်ဆိုပြီးပြောကြားထားတာရှိပါတယ်ဒီလို accusation နဲ့တစ်ခါလည်းမဟုတ်ပါဘူးနှစ်ခါလည်းမဟုတ်ပါဘူးအချိန်များစွာရှိခဲ့ပါတယ်အေးဟာသူ့ရဲ့လက်နက်ကန်တပ်ကိုထောက်ပံ့ဖို့အတွက်မိုးရစ်စေဝါလုပ်ငန်းတွေတခြားပေါင်ခိုလုပ်ငန်းတွေလုပ်နေပါတယ်ဆိုတဲ့ရေးသားပြောဆိုချက်တွေရှိခဲ့ပါတယ်ဒါပေမဲ့ဒါအထူးဆန်းလားဆိုတော့လည်းမဟုတ်ပါဘူးမြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသလက်နက်ကန်တပ်တွေမှာအထူးသဖြင့်ရှမ်းပြည်ရှေ့မြောက်မှာဆိုရင်လည်းဒီလို illicit trade တွေဟလာမွေးစေဝါလုပ်ငန်းတွေနောက်ပိုင်းမှာဆိုရင်စိတ်ကြွစေးလုပ်ငန်းတွေနဲ့ရောင်းဝယ်ဖောက်ကားခဲ့တာတွေတပ်တွေတာတာတွေအများကြီးရှိခဲ့ပါတယ်ဒါအပြင်အခုနောက်ပိုင်းဆိုရင်တော့ဟလာအခု scam online ပေါ့ဒီလုပ်ငန်းကိုလုပ်ပြီးတော့ကြီးဝါချမ်းသာလာတဲ့ဟလာလက်နက်ကန်အုပ်စုတွေရှိတယ်သူတို့ကတောင်လိုင်းအုပ်စုတွေထဲမှာပါရာရှိသလိုအများစုကလည်းစစ်တပ်ကထိန်းချုပ်ထားတဲ့မလေးရှားတွေ BGF လို့ခေါ်တဲ့ Border Guard Force တွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲဒီ Trump administration ကနေပြီးတော့မြန်မာနိုင်ငံရှေ့တောင်အာရှမှာဆိုမြန်မာနိုင်ငံပေါ့နော်နိုင်ငံပေါင်း10နိုင်ငံကျော်မွေးစေဘကိစ္စနဲ့ပတ်သက်ပြီးတော့နာမည်တက်ထားတဲ့ထဲမှာမြန်မာနိုင်ငံပါလည်းတွေ့ရပါတယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမွေးစေဝါနဲ့ပတ်သက်ပြီးဆွဆွရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရင်နဲ့ပတ်သက်ပြီးဘာဘယ်လိုဖြေရှင်းကြလဲဒီမွေးစေကိစ္စကအရင်ထက်တောင်အခုကဆွဆွဲမှုတွေပိုများလာတယ်ဒီဟာကတစ်ကြိမ်လည်းမဟုတ်ဘူးနှစ်ကြိမ်လည်းမဟုတ်ဘူးဆိုပေမဲ့အကြိမ်ပေါင်းများစွာဆွဆွဲပြီးမှပဲအမှားကိုအမှန်လို့ထင်လာတဲ့ဒါဗျူဟာကရှိတာကိုဒါဒီလိုမျိုးတဘာဝတရားလည်းရှိတာကိုကြားဖန်များရင်ဒါကတော့ကျွန်တော်တို့တော့ new normal တခုလို့ဒီဆွဆွဲချက်ဆိုရင်အရင်တုန်းကဆိုရင်
အရန်စိတ်ထဲမှာဟိုခံစားချက်ဖြစ်တယ်လူပါဝရတယ်ပေါ့ဒါဒီဆေးတွေကဘယ်ကနေထုတ်နေတဲ့ဟာကိုသူတို့အသိဆုံးပဲဘယ်နေရာကနေလာပြီးမှဘလို့ရောက်ခဲ့တယ်ဆိုတာလဲသူတို့အသိဆုံးပဲဆိုတော့ဗျာဒီလောက်များပြတဲ့မူရေးဆေးဆိုတာနဲတဲ့တန်ဖိုးတယ်မဟုတ်ဘူးကျွန်တော်တို့ဘဝမှာကြားလည်းမကြားဘူးဒီလောက်များတဲ့ဟာတွေတခါတလေတောင်ပြောဖြစ်တယ်ဒီလောက်များတဲ့ငွေတွေရှိရင်တော့ကောမင်းတို့ရဲ့လေရင်တွေကိုရင်ကောင်းတွေရိုက်တယ်လို့မျိုးတစည်းချင်းပစ်ချပလိုက်မယ်လို့တော့ကျွန်တော်တို့ဒီဖက်မှာပြောဖြစ်ကြတယ်ဆိုတော့သူတို့ကဒီလိုမျိုးဆွတ်ဆွဲတာမီဒီယာတစ်ခုမှပဲဆွတ်ဆွဲတာမဟုတ်ဘူးတချို့နိုင်ငံတွေကိုလည်းသူတို့ကစာတွေပို့တာပေါ့အင်တာပိုမှာကျွန်တော်တို့လူတွေကိုဖန်ဆီးဖို့ဒီနောက်ပိုင်းမှာပို့ပြီးများလာတာကကျွန်တော်တို့ကနေမြေတွေကိုထိန်းချုပ်လာတယ်ဆိုတော့ကျွန်တော်တို့ရဲ့တန်တမန်ရဲ့အဆက်အသွယ်တွေမရှိအောင်ကျွန်တော်တို့ကိုဆက်သွယ်မှုတွေကတရားဝင်မှုမဖြစ်အောင်ဒါဟာနိုင်ငံရေးအဖွဲ့အစည်းမဟုတ်ဘူးဒါဟာမူရေးအဖွဲ့အစည်းတာပဲဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးကိုတောက်လျှောက်သူကဒါ framing လုပ်တာပေါ့ဒါမျိုးကို portray လုပ်တာframing လုပ်ပြီးမှနောက်ပိုင်းမှာဆိုရင်သူလည်းအဲ့ဒီအကွက်ကိုကျင့်သားပို့ရလာတယ်ကျင့်သားရလာတယ်ဆိုတာကဒီဟာသူ့ရဲ့မဟာဗျူဟာမြောက်တိုက်ကွက်ပေါ့ဗျာသူကတစ်ချိန်လုံးကဒီနေဆက်ဒေသတွေမှာသူကထိန်းချုပ်ခဲ့တဲ့အချိန်မှာဒီမူရေးဆေးဝါးတွေကဘလို့ဖြတ်နေတယ်ဘလို့လုတ်ခဲ့တယ်ဆိုတဲ့ဟာသူသိတယ်ကျွန်တော်တို့ထိန်းလိုက်တဲ့အချိန်မှာအရင်လိုမျိုးဟုတ်မနေတော့ဘူးတစ်ချက်နောက်တစ်ချက်ကမူရေးဆေးဝါးတွေဒီရန်ကုန်စိတ်ကန်းတို့ARD တို့ကနေပြီးမှပင်လေပင်ကိုဖြတ်ပြီးသွားနေတဲ့ဟာတွေကိုသူတို့ရဲ့ရေတက်ကမတိပဲပင်နေမလဲဗျာရှမ်းမြောက်ကလာတဲ့မူရေးဆေးတွေရန်ကုန်မြို့ကိုဘယ်လိုလုတ်ပြီးရောက်လာတာလဲဗျာကရင်ပြည်ကနေပီစတိုတွေကိုတော့သူတို့ကြီးတောင်မလွတ်အောင်ဖမ်းနိုင်တဲ့ဟာအဲ့ဒီမူရေးဆေးတွေဒီလောက်ဟိုရောက်လာတာရန်ကုန်ကိုဘသူကယူလာပေးတာလဲဗျာကျွန်တော်တို့ကသူများကိုမြင်အောင်အဲ့လိုမျိုးပြောပြချင်တယ်ဟုတ်ကဲ့တခါတလေတရုတ်မှာပေါ့ဒီနေဆက်ကလုံခြုံရေးအရာရှိတွေကဒီမူရေးရှိတွေနဲ့မင်းတို့ကိုဆွတ်ဆွဲနေပြီဒီသတင်းစာမဒီလိုပါတယ်ဆိုပြီးမှမေးခွန်းနဲ့ကျွန်တော်တို့စီရောက်ဖြစ်တယ်ကျွန်တော်တို့ကတော့ရှင်းရှင်းလေးပဲဖြေလိုက်တယ်ဒီမူရေးဆေးဝါးတွေရဲ့လက်တွေတရားခံဘသူလဲဆိုတာအဲ့ဒီရှမ်းမြောက်ကဘယ်မျိုးကိုတော်ပြီးမှခင်ဗျားတို့လက်ဖက်ရည်တဝိုင်းတောက်ရင်တောင်တိတဲ့ကိစ္စပဲဒီဟာရဲ့ပိုင်ရှင်ဘသူလဲဆိုတာခင်ဗျားတို့ဒီသတင်းစာကဟာကိုဖတ်နေရင်တော့ကျွန်တော်တို့ထင်ပါပဲဒါမဲ့ဘယ်မျိုးကိုတော်ပြီးမှလက်ဖက်ဝိုင်းတဝိုင်းတောက်လိုက်ပါအရက်ဝိုင်းတဝိုင်းနဲ့သမင်းဝိုင်းတဝိုင်းစားလိုက်ပါဆိုရင်အဲ့ဒီ PC ပိုင်ရှင်ကအပြုံးမပြတ်နဲ့ဒီဟာကိုတကယ်ပြောမယ်ဆိုရင်အရင်တုန်းကတော့ကျွန်တော်တို့ကြားဘူးတာလာရှုလေစိတ်ကနေရန်ကုန်ကိုလေရင်နဲ့တောင်တော်တယ်လို့ကြားဘူးတယ်အခုကတော့ဒီတပ်မတော်ရဲ့စစ်ထောက်ရင်တွေပေါ့သူတို့ရဲ့စကားမရဲ့စစ်ထောက်ရင်တွေနဲ့ရန်ကုန်ကိုရောက်တယ်လို့ကြားတယ်ဒီလောက်များတဲ့ဟာတွေကိုဘသူပိုင်နေဆိုတာသူတို့အသိဆုံးပဲတကယ်သူတို့အသိဆုံးပဲကျွန်တော်တို့လည်းမသိရတော့မဟုတ်ဘူးနည်းနည်းတော့ရိပ်မိတယ်ဒါပေမဲ့သူတို့ကဘသူလဲဆိုတာကိုကျွန်တော်တို့ဆက်ပို့သိတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတည်သမျှဟာတွေကိုကျွန်တော်တို့ကိုပုံချပြီးမှကျွန်တော်တို့ရဲ့နိုင်ငံရေးတရားဝင်မှုတွေမရှိလာအောင်သူကတောက်လျှောက်လုပ်နေတာဖြစ်တယ်နောက်ဘင်္ဂလားကပြောတဲ့ကိစ္စဘင်္ဂလားကပြောတဲ့ကိစ္စလည်းပဲဒီအရင်တော့ကဆိုရင်ဟိုပါပေါ့သူတို့ရဲ့အမုန်းတရားကကျွန်တော်တို့ပေါ်မှာအဲ့လောက်ထိမများသေးဘူးဒီနေဆက်တွေကိုကျွန်တော်တို့ထိန်းချုပ်လိုက်တဲ့အချိန်မှာသူတို့အာသာငန်းငန်းတက်လို့ချင်နေတဲ့ဒေတာတွေကကျွန်တော်တို့လက်အောက်ကိုရောက်တော့တဲ့အချိန်မှာသူတို့အရန်ခံပြင်းပြီးမှမနာလို့ဖြစ်တယ်ဒီအချိန်မှာပဲတပြိုင်တည်းမှာနောက်ထပ်ဘာရှိသေးလဲဆိုတော့ဒီရခိုင်ဒေတာကိုဖြတ်လေးဖြတ်ဖြတ်ငါဖြတ်ပေါ့ပင်လေကနေလည်းပိတ်ထားတယ်ရန်ကုန်ကနေဟိုင်ကြီးကျွန်းဂွဒီတောက်လျှောက်ပေါ့လေစစ်သင်္ဘောပေါင်းများစွာပဲဒီရခိုင်ဒေသကိုပိတ်ထားတာဒါပေမဲ့ဖမ်းမိတဲ့မူရေးဆေးတွေကအကုန်လုံးပင်လယ်လမ်းကြောင်းကအဝင်မှာပဲဖမ်းမိတာဒါဘင်္ဂလားဒေ့ရှ်သတင်းစာတွေမှာကြီးလိုက်ရင်လည်းပဲသူကပင်လယ်ပြင်ကနေဖမ်းမိတာပဲကျွန်တော်တို့ကပင်လယ်ပြင်ကိုမစိုးမိုးဘူးကျွန်တော်တို့ကဟိုခိုးဝင်ငါးဖမ်းလေးတွေကိုဖမ်းနေတာကဒီ9 ကီလိုမီတာ9 ကီလိုမီတာကြားထဲမှာခိုးဝင်နေတဲ့ဟာတွေကိုပဲလိုက်ဖမ်းတာတကယ်ရန်ကုန်ဒါမှမဟုတ်ရင်တခြားနေရာတွေကနေပတ်ဝင်လာတဲ့ဟာတွေကကျွန်တော်တို့ရဲ့လွန်မှုအောက်မှာမဟုတ်ဘူးအဲ့ဒါတွေကဒီဟာတွေကိုအများပြည်သူကနားမလည်တဲ့အချိန်မှာသူတို့ကဝိုင်းပြီးမှဆွတ်ဆွဲချက်တွေပေါ့အခုစစ်သွေးကြောတွေကိုမြောက်ပေးတဲ့ကိစ္စတွေရော
ပြီးမှကျွန်တော်တို့ရဲ့ဒီတရားဝင်မှုတွေကိုတိုက်ဖြတ်တဲ့ကိစ္စတွေမှာရောဒါတွေကသူတို့ကလည်းတကယ်ဆိုရင်တော့မိတ်ဆွေတွေတော့မဟုတ်ပါဘူးသူတို့တော့အခိုက်အတန့်ကာလအဖြစ်ဘုံအကျိုးစီးပွားတူညီနေကြတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒါရဲ့တားကောင်ဖြစ်နေတဲ့သဘောပါကျွန်တော်တို့ကတော့ကျွန်တော်တို့ကိုဘလောက်ပဲနိုင်ငံရေးစစ်ရေးတန်တမန်ရေးတရားဥပဒေစစ်ဗျူဟာနိုင်ငံတကာမီဒီယာတွေနဲ့ထိုးဖောက်ပါစေကျွန်တော်တို့ရဲ့လှုပ်တင်လှုပ်ထိုက်တဲ့ဟာတွေကိုတော့မရက်မနာလှုပ်တော့မှာပဲဟုတ်ကဲ့ချို့ကိစ္စတွေကကျွန်တော်တို့ကတိတ်ပြီးမှပြင်းပြင်းထန်ထန်မပြောတာကလည်းကျွန်တော်တို့ဆွဆွဲတဲ့လူတွေပေါ့နော်သူတို့ကိုကျွန်တော်တို့ကြောက်လို့မဟုတ်ပါဘူးဒါမဖြစ်သင့်တာမပြောသင့်တာပေါ့နော် escalatory response တွေကိုကျွန်တော်တို့ကတမင်တတိထားပြီးရှောင်ရှားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဘယ်လိုတို့မျက်နှာကျွန်တော်ဒီ interview မှာဒီတခုထပ်မေးချင်တာကကျွန်တော်ဘင်္ဂလားဒေ့ရှ်အကြောင်းပြောတဲ့အခါမှာဘင်္ဂလားဒေ့ရှ်နဲ့ AA ရဲ့ဆက်ဆံရေးအနေအထားကိုကျွန်တော်အတူဆုံးရှင်းပြပေးပါအချင်းချုပ်ရှင်းပြပေးပါကျွန်တော်တို့ကအရင်တော့တော်တော်ကောင်းမယ်လို့ထင်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဒီဒုက္ခတွေဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးမှဒါပူပေါင်းဆောင်ရွက်မဲ့ဘုံအကျိုးစီးပွားတွေရှိတယ်။ဒီဟာတွေကိုဆက်ပြီးမှကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုလက်တွေ့ကျတဲ့အပြုသဘောဆောင်တဲ့ဆက်ဆံရေးဖြစ်ပြောင်းလဲနိုင်မယ်လို့ကျွန်တော်တို့ယူဆခဲ့တယ်။သို့တော့သူ့မှာဒီ policy ကိုအကောင့်ထဲပေါ်ဖို့အတွက်ရှင်းကပ်တဲ့ချိန်မှာPRP အကြက်ကင်တဲ့ပုံစံကိုသူကရှေ့တန်းတင်လာခဲ့တယ်တကယ်သူလှုပ်တင်တာကကျွန်တော်တို့ ਨੇ ယုံကြည်မှုတည်ဆောက်ပြီးမှ empowerment ကိုသူကလုပ်ရမှာကျွန်တော်တို့ကဒုက္ခတွေကိုလက်ခံမယ်ဆိုရင်ဒီဒုက္ခတွေရဲ့လုံခြုံရေးဒုက္ခတွေရဲ့ဒီအသက်မွေးဝမ်းကြောင်းရှင်သန်မှုတွေအတွက်ကျွန်တော်တို့မှာအခင်းချင်းတွေဖန်တီးဖို့လိုတယ်သူတို့ကအဲ့ဓာတွေကိုမလုပ်ဘဲနဲ့ကျွန်တော်တို့လက်လိမ်ပြီးမှငါတို့ပြောသလိုလုပ်ပါဆိုတဲ့pressure ဆိုတဲ့အရာကြီးကိုရှေ့တန်းတင်လာတဲ့အချိန်မှာဒီပဋိပက္ခတွေကနည်းနည်းပွတ်တိုက်မှုတွေဖြစ်လာတာသို့တော်လည်းပဲကျွန်တော်တို့ဘက်ကတော့ဘယ်အရာမဆိုချင်းချိန်တာပေါ့ကျွန်တော်တို့ကိုpressure ပေးပြီးမှအတင်းအဓမ္မဖိအားပေးတဲ့ဟာတွေထက်အပြုသဘောဆောင်တဲ့ဆက်ဆံရေးနဲ့အတိမတ်ပြုမှုပူပေါင်းဆောင်ရွက်မှုတွေနဲ့ချင်းကပ်ဖို့ဟာကိုတော့ကျွန်တော်တို့သူတို့ပြန်စဉ်းစားဖို့ရအောင်တော့ကျွန်တော်တို့ဘက်ကနေပြောဆိုနေတဲ့ဟာတွေရှိပါတယ်။ဘိုလ်ချုပ်ထွန်းမြတ်နိုင်မင်္ဂလာပါဒီတစ်ခါမှကျွန်တော်မေးချင်တာကတော့ဒီတော်လိုင်းရဲ့ရေချိန်အနေထားမြန်မာစစ်တပ်ကမြန်မာစစ်ကောင်စီသို့မဟုတ် /စကမရဲ့ဒီအနေထားပေါ့နော်။နောက်ပြီးတော့တရုတ်ရဲ့ position ဟလာဆိုတော့ကျွန်တော်တို့2023-24မှာဘယ်နိုင်ငံတော်လိုင်းဘက်ကဥမော်လာတဲ့အားသာလာတဲ့ဟာတွေကျွန်တော်တို့တွေ့ခဲ့ရတယ်။မြို့သိမ်းတိုက်ပွဲတွေကျွန်တော်တို့တွေ့ခဲ့ရတယ်။လာရှိုးကျသွားတာကျွန်တော်တို့တွေ့ခဲ့ရတယ်။1027 phase 1 1027 phase 2အဲ့ဒီတွေ့ခဲ့ရတယ်။2024မှာတော့တရုတ်ကခြေလမ်းကိုကျွန်တော်တို့တိတိကျကျထင်ရှားတွေ့လာခဲ့ရတယ်။အဲ့မှာတော့ကျွန်တော်တို့ကိုယ်တိုင်ပြောခဲ့ပါတယ် no more ambiguity တရုတ်ဘက်ကနေပြီးတော့ over debate ဟိုလိုဒီလိုသူ့မှာ position မထားတော့သူ့ position ကပို့ပြီးတော့ပြတ်သားလာတယ်စစ်ကောင်စီဘက်ကအဲ့ဒီချိန်ကဦးဇင်းတော်စကားမဘက်ကသူရက်တီပြတယ်တရုတ်နိုင်ငံသားဝန်ကြီးရဲ့ဩဂုတ်လခီးစဉ်ပြီးပေါ့2024မှာဒီနေ့မှာဆိုရင်ကျွန်တော်တို့မြင်ရတာကတော့စစ်ကောင်ဆောင်ကိုပီကင်းကိုဖိတ်ကြားခဲ့တယ်တရုတ်သမ္မတကိုယ်တိုင်တွေ့ဆုံခဲ့တယ်ပေါ့နော်ဆိုတော့2025မှာတော့စစ်တပ်ကပြန်ပြီးတော့ထိုးစစ်ပြန်ဆင်နိုင်တယ်လေကြောင်းအင်အားပို့ပြီးတော့အာလုံးအင်အားတွေပို့ပြီးတုံးလာတယ်အရက်ဖက်ပြစ်မှတ်တွေကိုပို့ပြီးတော့အာယုံစိုက်ပြီးတော့အတင်းကိုတိုက်ခိုက်လာတာကျွန်တော်တို့တွေ့ရတယ်ရခိုင်ပြည်မှာဆိုရင်လည်းဒီကမ်းခြေမှာရှိတဲ့ရခိုင်ရွာတွေကိုရေတပ်ကနေပြီးတော့အမြောက်နဲ့ရဲဆက်ဆက်ပစ်ခတ်တာတွေချိန်မုန်းတာတွေ civilian target တွေကိုထားပြီးတော့တိုက်ခိုက်တာတွေကျွန်တော်တို့တွေ့ခဲ့ရတာပဲတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကမြန်မာစစ်ကောင်စီကနာမည်ဟောင်းသုံးအောင်တော့ကျွန်တော်ပို့ပြီးတော့တွေ့ရှာတွေ့လို့ပါပို့ပြီးတော့အားသာလာတယ်ပြန်ပြီးတော့ဥမော်လာတယ်ဒါအပြင်သူလှုပ်ခဲ့တဲ့လွန်ခဲ့တဲ့တစ်နှစ်ကလှုပ်ခဲ့တဲ့တစ်နှစ်ကျော်လှုပ်ခဲ့တဲ့ဒီစစ်သားစုဆောင်ရလဲအရင်ကမအောင်မြင်ဘူးလို့သုံးသက်ခဲ့ကြပေမဲ့အခုတော့အသင့်တင်အောင်မြင်မှုရှိတယ်ဆိုတာမျိုးတွေသုံးသက်ချက်တွေပြန်ထွက်လာတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘယ်လိုထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်း
ဟာလားစစ်သူကြီးတယောက်အနေနဲ့ရခိုင်စစ်သူကြီးတယောက်အနေနဲ့ဟာလားစိတ်မြေပြင်မှာတိုက်ရတဲ့သူတယောက်အနေနဲ့ဒါတွေကိုအတိဆုံးပဲဒီရှင်နေတွေဒါတွေအကုန်လုံးကလည်းဒါတွေအခုဖြစ်နေတဲ့ရခိုင်ပြည်ရဲ့စစ်မြေပြင်ကလည်းဟာလားအရှိမြောက်မှာရှမ်းအရှိမြောက်မှာဖြစ်တဲ့ရှမ်းအရှိမြောက်ကစစ်မြေပြင်ရဲ့အနေထားကရင်နီရစစ်မြေပြင်ရဲ့အနေထားကရင်မှာဖြစ်တဲ့အနေထားပေါ့နော်ရခိုင်မှာရှိတဲ့ရခိုင်စစ်မြေပြင်ရဲ့အနေထားဒါတွေအားလုံးရဲ့အနေထားတွေကို short ထက်တွက်အားလုံးထက်တွက်တာဖြစ်တယ်လို့ဒီ geopolitical balancing လုပ်တဲ့အခါမှာလေဒီ neighboring country တွေအိန္ဒိယနိုင်ငံတွေရဲ့အနေထားအထူးသဖြင့်တော့ဒီတရုတ်နဲ့အိန္ဒိယရဲ့အနေထားထိုင်းနိုင်ငံရဲ့အနေထားတွေဘင်္ဂလားဒေ့ရှ်ရဲ့အနေထားတွေပေါ့နော်ဆိုတော့ဒါနဲ့ကျွန်တော်စရခြင်းတယ် မိခွန်းလို့ပြောရမှာတဲ့ဟိုဆွေးနွေးချက်လိုမျိုးပို့ပြီးမှဖြစ်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ ရပါတယ် ဒီမြန်မာနိုင်ငံရဲ့ဒီအိန္ဒိချင်းနိုင်ငံများဆိုင်ရာကိစ္စတွေ geopolitics ကိစ္စတွေရောပြီးမှဒီစကားမတွေရဲ့နလန်ထလာတဲ့ကိစ္စတွေရောဆက်ဆက်ပြီးမှပြောရမှာဆိုတော့ကျွန်တော်လည်းတက်နိုင်တဲ့နဲ့တိုးအောင်တုံ့တက်ရမယ်ဆိုရင်ဒီတရုတ်နိုင်ငံကတော့တကက်တချိန်ထိုးတိုးတက်နေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတော့သူ့မှာဘယ်သူမဆိုပေါ့ဟိုစဉ်းစားတယ်ဆိုရင်ကိုကစက်ကြောလာရဲ့အလေကောင်ပါပဲကမ္ဘာအကြောင်းပြောမယ်ဆိုရင်ကိုယ့်ကိုဘို့ပြုပြီးစဉ်းစားမှာပဲဆိုတော့တရုတ်အနေနဲ့မြန်မာနိုင်ငံကိစ္စကိုဘယ်လိုမူဝါဒတွေချမလဲဆိုတော့သူ့ရဲ့အကျိုးစီးပွားကိုဘို့ပြုပြီးမှချမှာပဲ၎င်းနည်းတူအိန္ဒိယလည်းဒီလိုပဲအမေရိကလည်းဒီလိုပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အရေးကြီးတာကမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုဘို့ပြုပြီးမှကိုယ့်ဘာကိုလှုပ်တင်တာကိုလှုပ်ဖို့ဟာလည်းအရေးကြီးဆုံးပါပဲကျွန်တော်တို့လူတွေကကိုလှုပ်တင်တဲ့ဟာကိုအောင်မြင်အောင်မလုပ်နိုင်ဘဲနဲ့သူများကိုအပြစ်မြင်တာထက်သူများနေရာမှာကိုဝင်ပြီးမှဆိုဘာဖြစ်နိုင်လာနိုင်မလဲငါတို့ကဘာလုပ်တင်တယ်လဲအခုမှသဘောကဗျာမှာကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတာကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြီးပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားကိုမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစည်းလုံးနိုင်ဘူးဆိုတော့ပြောကြချက်ကတော့အကုန်လုံးတော့မမှန်ဘူးဗျသူစည်းလုံးဖို့ကြိုးစားတယ်သူရဲ့စည်းလုံးမှုမအောင်မြင်တာကကံရဲ့အကျိုးလည်းပါတယ်ဗျကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရေးသမိုင်းတစ်လျှောက်မှာပေါ့နော်ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းဟုတ်တယ်ဒါဘုံရန်သူစစ်တပ်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာကိုကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ်အလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်တော့ရင်ငါပဲဟိုပါပေါ့ဘိုက်ကြီးပြီးကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုးတန်တရားတွေဒွိဟာတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်ကရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူးဒီဟာတွေကိုကျွန်တော်တို့ကသိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုပ်လို့တော့မရဘူးဂတိတစ္ဆာရှိရမယ်ဒီဂတိတစ္ဆာကိုတစ်ခါပြင်သမင်းစားသလိုမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုတည်တော့ရမယ်ဒီအစဉ်လာကိုတည်ဆောက်ရမယ်ဂတိတစ္ဆာနဲ့မေတ္တာတရားတွေရောကျွန်တော်တို့ရဲ့ဒီကံတရားတွေကိုတကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုစစ်မယ်ဆိုတဲ့ဟာကိုအလုံးနဲ့တက်တွေကိုတစ်ဖြစ်ဖြစ်ချင်းပြရမယ်စိတ်ရှည်ရမယ်တော်လန်ရေးကိုမနှက်ဖန်ဘာဖြစ်မယ်ဆိုပြီးမှ false promise တွေနဲ့ပြည်သူကိုလှုံ့ဆော်နေတာထက်ငါတို့ဒီလောက်လုပ်ခဲ့ပြီဒီဟာတွေကြောင့်မှားခဲ့တယ်ရှစ်ဆက်ပြီးလုပ်ရမယ်ဥပမာပြည်သူကတော်လန်ရေးဆင်နွှဲတယ်ဆိုတော့နိုင်ငံတိုင်းမှာပင်ပန်းတာပဲဆီးရီးယားတော်လန်ရေးမှာလည်းအခုစကားမနလန်ထတယ်လို့မျိုးထက်တောင်ပိုပြီးမှခိုင်မာတဲ့တန်တမန်ရေးနိုင်ငံရေးသူထူထောင်လာတာပဲဒါမဲ့ဝုန်းဆိုရုပ်တရက်ကြီးနဲ့မျက်လက်ပြတယ်လို့မျိုးသူလည်းဘယ်နိုင်ငံထက်ပြီးတော့တာပဲဆက်လို့မျိုးဒါကြောင့်ပြည်သူတွေအနေနဲ့လည်းဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြမလိုပါဘူးသို့တော့တစ်ဖက်မှာတတိထားရမယ်ပေါ့နော်တတိထားရမယ်ဒါကဒီတရုတ်နိုင်ငံကနေစကားမကိုတန်တမန်ရေးရအတိမတ်ပြုမှုတွေကအရင်ထက်ပိုပြီးမှပေါ်ထင်ရှိလာတယ်ဆိုတာက
စောစောပြောတယ်လို့မျိုးဘသူမဆိုကိုယ့်ရဲ့အကျိုးစီးပွားကိုဗဟိုပြုပြီးစဉ်းစားတာပဲဒီနေရာမှာကျွန်တော်တို့ထက်တွက်မြင်ကွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လဲဆိုတော့အိန္ဒိယလည်းအခုချိန်မှာစာကားမားတွေကိုဖိတ်ခေါ်ပြီးမှဘလူးနေတာပဲလေစာကားမား120အိန္ဒိယတော်လိုင်းအိန္ဒိယ120စာကားမားကိုလာလိုက်ကျန်တဲ့နိုင်ငံတွေကလည်းသူ့ကိုနောက်ဖေးပေါက်ကနေဝင်ပြီးမှကျွန်တော်တို့ကြားမိသလောက်တချို့နိုင်ငံကြီးတွေရဲ့တန်တမန်တွေလည်းအိမ်ဦးကျန်းပြင်တချို့နိုင်ငံတွေမှာတွေ့နေတဲ့ကိစ္စတွေလည်းရှိတာပဲနိုင်ငံတိုင်းကစက်ပုံခုတ်ပြီးမှလည်းသူ့အကျိုးအတွက်နိုင်နေကြတာပဲဒါတွေကိုကျွန်တော်တို့အရှိတရားကိုသိရမယ်ပြီးမှငါတို့ကဘယ်နိုင်ငံကမဆိုသူ့အကျိုးစီးပွားကိုအာမခံပေးနိုင်တဲ့ actor ကိုလက်တွဲမှာပဲဒါကြောင့်ကျွန်တော်တို့ကသူ့အကျိုးစီးပွားကိုကျွန်တော်တို့ကစိန်ခေါ်ပြီးမှကိုမလုံနိုင်တဲ့အင်အားတွေကိုသူများကိုလက်ညှိုးထိုးအပြစ်မြင်မလားကိုကလိမ့်မာနဲ့ဒီကိစ္စတွေကိုမဟာဗျူဟာချတဲ့အချိန်မှာရောအကောင့်ထဲပေါ်တဲ့အချိန်မှာရောမမှားအသင့်တဲ့အမှားတွေပေါ့တချို့ကိစ္စကတော့သဘောတရားအဖြစ်မှန်တယ်ဒါပေမဲ့ကို့အကျိုးစီးပွားအတွက်အရန်ထိခိုက်တယ်အဲ့ဒီလိုအနေထားတွေမှာကိုကမပြောသင့်တာကိုမပြောဖို့လိုတယ်မမှားသင့်တာကိုမမှားဖို့လိုတယ်ရန်သူနဲ့စစ်တိုက်တဲ့အချိန်မှာရှုံးနေချင်းတွေကဘယ်ကလာလဲဆိုတော့ရန်သူကကိုယ်ကိုတိုက်လို့လာတာထက်ကိုကဆုံးဖြတ်ချက်အမှားတွေမပြောသင့်တဲ့စကားတွေကိုပြောတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ပိုပြီးထိခိုက်တာကျွန်တော်တတိထားမိတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒါကြောင့်ပြောသင့်သလားမပြောသင့်ဘူးလားဆိုတဲ့ကိစ္စတွေပြီးမှဒီအလုပ်ဟာကိုမှားလိုက်တဲ့အမှားရန်သူတိုက်တဲ့ထိခိုက်မှုထက်ပိုဆိုးတယ်ဒီဟာတွေကိုကျွန်တော်တို့တတိထားဖို့လိုတယ်ဒါကြောင့်ဒီတရုတ်ကနေအတိမတ်ပြုတ်လာတယ်ဆိုတာထက်အိန္ဒိယကရောအတိမတ်ပြုတ်တာပဲတခြားအနောက်နိုင်ငံတန်တမန်တွေရောစကားမရဲ့အစည်းအဝေးတွေအတွက်ရည်ရွယ်ကောက်ပွဲအတွက်ဗန်နာငွေတွေလည်းထောက်ပံ့နေတာပဲဆိုတော့ဒါဟာမြင်သာထင်သာရှိတာကတရုတ်ကနိုင်ငံတကာရဲ့အခင်းအကျင်းတွေအားပြိုင်မှုတွေသူ့မှာရှိမှာပေါ့ဗျာကျွန်တော်တို့ကတော်လိုင်းရေးအုပ်စုတည်တည်လေးတွေဆိုတော့ထိုင်ဝမ်အကြောင်းတို့ဟိုဟာတွေကောက်ပြောနေလေကြီးမိုးကြီးဖြစ်မှာဆိုလို့ထည့်ပြီးတော့မပြောတော့ဘူးဒါပေမဲ့ဒါကလူတိုင်းနားလည်ထားတဲ့ကိစ္စပဲဆိုတော့ဒီဟာတွေစိုးရိမ်မှုတွေရှိတဲ့အတွက်သူကလည်းသူ့အလုပ်သူလုပ်တဲ့ကိစ္စကိုကဒါကိုမြင်ပြီဆိုရင်စိုးရိမ်စိတ်တစ်ခုတည်းကိုကြည်တာထက်ငါရှုံးတော့မလားဆိုတဲ့ဟာထက်ကိုလှုပ်တဲ့ဟာကိုမရက်မနာတော့လှုပ်ရမှာပဲဟုတ်ကဲ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အကျိုးစီးပွားကိစ္စကိုပြောသွားတယ်အဲ့တော့ခုနကအနောက်နိုင်ငံတန်တမန်တွေရောအရှေ့နိုင်ငံတန်တမန်တွေရောအိန္ဒိယရောထိုင်းရောတရုတ်ရောဒီစစ်ကောင်စီနဲ့စကားမနဲ့ဆက်သွယ်တာတွေ legitimacy တရားဝင်မှုကိုပို့ပြီးတော့ခိုင်မြဲအောင်လုပ်ပေးတာတွေပေါ့နော်တန်တမန်ရေးအတိမတ်ပြုမှုနဲ့စကားမနလန်ထလာတဲ့ကိစ္စအဲ့ဒီအချိန်မှာနိဗျူဟာပိုင်းဆိုင်ရာဒီမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့စစ်ပွဲတွေရဲ့ပုံတံတန်အရွေ့ကိုခုနမေးခဲ့တဲ့ထဲမှာပါတယ်ဆိုတော့သူကဒီစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးမှအဲ့ဒါကမဖြစ်နိုင်ခဲ့ဘူးလို့ထင်တယ်ဒါပေမဲ့အခုကသူ့ဟာအလုပ်ဖြစ်လာတယ်ပေါ့အဲ့လိုမျိုးယူဆတယ်ဒါပေမဲ့ဒီကိစ္စကတကယ်တမ်းကျတော့စစ်မှုထမ်းဥပဒေကဓာတ်ရိုက်သူ့ရဲ့အောင်မူဝါဒမှန် policy မှန်လို့အကျိုးပြုလာတယ်ဆိုတာထက်နိပညာသူကတန်တမန်ရေးအတိမတ်ပြုလာတော့ယုံကြည်မှုတချို့ရလာခဲ့တယ်ပြီးမှလာရှိုးကိစ္စတွေပြီးမှတချို့ပေါ့ရှင်းမြောက်မှာတရုတ်မြန်မာနယ်စပ်လုံခြုံရေးအတွက်သူကတန်တမန်ရေးအရာဝင်ရောက်ထိန်းကျောင်းပေးမှုမှာစစ်ရေးအရာအကျိုးအမြတ်တွေကသူကရခဲ့တယ်အဲ့ဒီအခွင့်အလမ်းကိုသုံးပြီးမှနိပညာဆိုင်ရာပစ္စည်းတွေကိုလည်းသူကပြန်ပြီးမှစနစ်တကျပြန်လေစုဖွဲ့ဖို့အတွက်အချိန်ပေါ့အသာစီးတချို့ရခဲ့တယ်ဒါနဲ့သင်တန်းဆင်းလာတဲ့စစ်မှုထမ်းကိစ္စတွေနဲ့ပေါင်းစည်းပြီးမှအဲ့ဒါပြောမယ်ဆိုရင်စင်နာကြီးပေါ့ဗျာပေါင်းစည်းပြီးမှဖြစ်လာတာတကယ်တမ်းစစ်သားအစ်စ်တွေကစစ်မြေပြင်မှာရှေ့ကထွက်ပြီးတိုက်နေတာမဟုတ်ဘူးသူက drone တွေနဲ့အသေးပုံးချပြီးမှလူကိုဖြစ်ချင်းတက်ပြီးမှလုံနေတာဒါတွေကကျွန်တော်တို့ဒီရှမ်းမြောက်မှာTNL နဲ့တိုက်နေတဲ့မျက်နှာစာမှာသူဘလို့တိုက်ပွဲဝင်တယ်ဘလို့အမျက်ထုတ်တော့တယ်ဆိုတော့ကျွန်တော်တို့တောက်လျှောက်ကရင်ပြည်မှာဘလို့တိုက်ပြီးမှဘလို့ပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့တောက်လျှောက်ကြည်တာပေါ့ဒါသင်ခန်းစာတွေထုတ်ကြတာပဲဆိုတော့ကျွန်တော်တို့ဖက်မှာလည်းပဲတကယ်ပြောမယ်ဆိုရင်အရန်ပြင်းထန်တဲ့တိုက်ပွဲတွေသူထိုးစစ်တွေလုပ်ပါတယ်သဘောကတောင်ခမ်းမှာTNL ကိုအသာစီးရခဲ့တဲ့
တက်တွေကိုထုတ်လာပြီးမှမကွေးသူ့ရဲ့ဒီကာပါစတွေနားမှာသူအားဖြည့်တယ်စကခဆက်ခွန်တို့ဆက်လေးတို့ပေါ့အဲ့ဒါတွေကို ARD တိုင်းတို့အဲ့ဒီဖက်မှာလှုပ်လာတဲ့အချိန်မှာသူ့ရဲ့တက်တွေက view ဟာလိုက်စုပ်ပြတ်တော့တာပဲလေဟုတ်သူ view ဟာလိုက်စုပ်ပြတ်လန်ထွက်တော့တာပဲဒါမဲ့သူက drone တွေနဲ့တော့ချတာပေါ့သူ့ရဲ့နီး view ဟာကိုကောင်တာလောက်တာတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့တော့မတူညီနိုင်ပါဘူးဒါတကယ်ကိုသွေးထွက်တန်ယူများတဲ့တိုက်ပွဲတွေတကယ်ဖြစ်နေတယ်သူကအဲ့လိုမျိုး view ဟာလိုက်စုပ်ပြတ်တော့တဲ့အချိန်မှာသူဘာလုပ်ခဲ့လဲဆိုတော့ပြည်သူအကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာတာကြောင်းသားအယောက်20ကျော်တည်ပြီးမှ20ကျော်ဒဏ်ရာရတော့တဲ့ကိစ္စကလည်းပဲလွန်ခဲ့တဲ့2ရက်လောက်ကတောက်တော်မှာဘုံကျဲတဲ့ကိစ္စဟုတ်ကဲ့လွန်ခဲ့တဲ့2ရက်လောက်ကအဲ့ဒီဖြစ်စဉ်မတိုင်ခင်လွန်ခဲ့တဲ့2ရက်လောက်ကသူ့ရဲ့တက်တွေကစုပ်ပြတ်တော့အောင်ဖြစ်သွားတယ် view ဟာလိုက်ကိုကွဲအလဲကွဲသူနာတော့တယ်အဲ့ဒီအချိန်မှာသူကဒီပြည်သူကိုပြစ်မှတ်ထားပြီးမှတိုက်ခိုက်ခဲ့တာဖြစ်ပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အချိန်မှာခုနဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့တဲ့နိုင်ငံတကာနဲ့အနောက်နိုင်ငံတန်တမန်တွေရောအရှေ့နိုင်ငံတန်တမန်တွေရော UN ဆိုတဲ့အဖွဲ့အစည်းအစနှုတ်ပိတ်နေတာကိုတွေ့ရပါတယ်ဆိုတော့အားလုံးဘယ်နေရာသွားပြီးအိပ်ပျော်နေလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ချိန်မှာပဲဒီလိုလူမဆန်တဲ့ဘုံကျဲတိုက်ခိုက်မှုကိုရခိုင်ဘက်ကနေပြီးတော့နိုင်ငံတကာမီဒီယာတွေ attention ရအောင်တော့လုပ်ပြနိုင်ကြတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဆက်ပြီးမေးချင်တာကရခိုင်စစ်မျက်နှာအကြောင်းခုနဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသွားတယ်ရခိုင်စစ်မျက်နှာမှာအနိုင်ပြချင်တာဓာတ်ပုံရိုက်ပြချင်တာ photo op လုပ်ချင်တာကတော့မြန်မာစစ်တပ်ပဲကျန်တဲ့နေရာတွေမှာလာရှိုးမှာလာရှိုးမှာနောက်ပြီးတော့ဒီရှမ်းပြည်အရှေ့မြောက်ပိုင်းတွေမှာကယားပြည်နယ်မှာအလွိုင်းကောမှာသူဓာတ်ပုံတွေရိုက်ပြပြီးတော့ဒီနယ်မြေတွေပြန်သိမ်းနေတဲ့မြို့နယ်တွေပြန်ရနေတဲ့ဆိုတာမျိုးတွေသူလုပ်ပြနိုင်ခဲ့တာတွေရှိခဲ့ပါတယ်တစ်ဖက်ကလည်းသူ့ရဲ့ psychological warfare ပေါ့နော်စိတ်ဓာတ်စစ်ဆင်ရေးသူကအချိန်မြင့်လာတာပေါ့ဒါပေမဲ့ရခိုင်မှာတော့မြန်မာစစ်တပ်ကအတန်တော်မထဘူးဖြစ်နေတယ်အဲ့ဒီအကြောင်းနဲ့ရှင်းမအောင်ပို့ပြီးတော့ elaborate လုပ်ပေးပါဦးဘာလို့သူအတန်မထွက်တာလဲသူအဲ့လိုမျိုးအတန်ထွက်လောက်အောင်အနေထားမရှိလို့ပေါ့ဗျာဆိုတော့အခုတိုက်ပွဲတွေကတကယ်သွေးထွက်တန်ယူများပါလေစစ်ပွဲဆိုတော့ကျွန်တော်တို့လည်း power ranger လည်းမဟုတ်ပါဘူးကျွန်တော်တို့ဘက်ကလည်းနာတာရှိတာပဲဒါပေမဲ့ तू ကပိုနာတာပေါ့ကျွန်တော်တို့ကလည်းတချို့ကိစ္စတွေကိုသတင်းထုတ်ပြန်နေဆိုရင်အိန္ဒိယရဓာတ်ပုံလေးနဲ့အောင်ပွဲအနေနဲ့ထုတ်ပေးတယ်သူတို့တည်တာကိုလည်းကျွန်တော်တစ်ဖက်ကပြောရင်ဗျာရန်သူတည်တော့နိုင်တယ်လို့ပြောလို့ရတယ်သို့တော့အမှန်တကယ်စဉ်းစားကြည့်ရင်ပြည်တွင်းစစ်ဗျာအဲ့ဒါကသူတည်ထားလဲကျွန်တော်တို့နိုင်ငံသားတွေတည်နေတာပဲဆိုတော့အဲ့လောက်ထိတာဓုခေါ်ပြီးမှပြောမဆုံးဖြစ်တဲ့ဟာထက်ငါတို့တိုက်နေတဲ့တိုက်ပွဲကတကယ်ပြောမယ်ဆိုရင်ဒီတိုက်ပွဲကြီးကနောက်ထပ်ဘယ်နှစ်ဖြစ်မလဲလူဘလောက်တည်သွားမလဲဆိုနိုင်ငံမှာလူဘလောက်ကြံခဲ့မလဲပေါ့နိုင်ငံပြန်တည်ဆောက်ရေးတွေကဘယ်လိုလုပ်မလဲဆိုတဲ့စဉ်းစားချက်တွေကိုဒါတကယ်လုပ်ရမယ်လုပ်တော့အဲ့ဒါကကျွန်တော်တို့ကနိုင်အောင်တိုက်ရမယ်ဆိုတာကတော့တပိုင်းပဲသူပုံတွေတချို့မထုတ်ပေးထားတာလည်းရှိတယ်သူတို့ကကျွန်တော်တို့ဒါမျိုးသူ့ရဲ့စိတ်သက်စစ်စင်ရဲ့အတွက်သူကထုတ်လာခဲ့ရင်ကျွန်တော်တို့ထုတ်လိုက်ရင်သူတော့ပိုအဆက်ကွဲအောင်မယ်ဒါလည်းအရင်လည်းဖြစ်ဘူးပါလေသဘောကဘုံတော့ဒါတစ်ချက်နောက်တစ်ခုကကျွန်တော်တို့ရဲ့အနေဟိုပါပေါ့သူ့ရဲ့ power အထိုင်ပေါ့နော်စစ်တပ်ပေါ့တိုက်ပုံတိုက်နေရှိမယ်နီးပြူဟာအပိုင်းနေပြီးမှဒီအခြေခံတွေပေါ်မူတည်ပြီးမှသူတိတ်ပြီးမှအခြေအနေမပေးသေးတာပါရခိုင်စစ်မျက်နှာသူကတော့အနိုင်ပြကျင်တာမှာအခုထိမပြနိုင်သေးဘူးဆိုတော့အဲ့ရခိုင်စစ်မျက်နှာမှာပဲလွန်ခဲ့တဲ့2နှစ်အတွင်းမှာဖမ်းဆီးမိခဲ့တဲ့စစ်တုံးမှန်တွေအများအပြားရှိပါတယ်မိသားစုဝင်တွေလည်းရှိတယ်အဲ့ထက်မှာတတ်မှမှုတွေဗျူဟာမှုတွေဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေလည်းပါဝင်တာရှိပါတယ်အဲ့ prisoner of war ပေါ့နော်ထားတဲ့ကိစ္စတွေသူတို့တွေစိတ်သက်အခြေအနေတွေသူတို့ရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဘာတွေလေ့လာထားတာရှိလဲဘာတွေသိထားတာရှိလဲအဲ့ဒါတော့တိတ်ပြီးမှကြီးမားမားပြောစရာတော့မရှိပါဘူးသူတို့ကိုကျွန်တော်တို့ကကြမ်းမာရေးစောင့်ရှောက်မှုပေးထားတယ်ပြီးမှတတ်နိုင်သမျှပေါ့ကျွန်တော်တို့မှရှိတဲ့ဟာနဲ့ပဲလုံခြုံအောင်ထားတယ်ဒီဖန်စီထားတဲ့ဒီစစ်သုံးပန်းတွေလက်နဲ့ချတယ်ဆိုတာလဲသူက
မလွဲတာလို့အတက်မသေးအောင်လက်မြောက်တဲ့သဘောပါပဲတချို့ကြတော့တကယ်ဟိုပါပေါ့ဒီစကားမတွေရဲ့စိတ်ဓာတ်နဲ့လုံရက်တွေပြည်သူတွေတက်ဖြတ်တာတွေကိုမလိုလားလို့ဒါကျွန်တော်တို့ ਨੇ ပူပေါင်းတော့တာဒါမှမဟုတ်ပြည်သူစီကိုပူပေါင်းဖို့အတွက်ကျွန်တော်တို့တင်ပြပြီးမှကျွန်တော်တို့ပြည်သူရဲ့တော်လှန်ရေးဖက်ကိုလှက်ပေးလိုက်တာတွေရှိပါတယ်တချို့ကြပြန်တော့လည်းဒါကြည်ဆန်ကုံတော့လို့သမင်းငတ်လို့လုံးဝမလှုပ်နိုင်လို့အဲ့ဒီလူတွေကြတော့လေကျွန်တော်တို့လုံခြုံရေးရတော်တော်လေးတတိထားပြီးကင်တွေရတဲ့သဘောရှိတယ်တချို့ဗိုလ်ချုပ်တွေဆိုရင်အများစုပါပဲဒီဖက်မှာကျွန်တော်တို့ဖန်ဆီးထားတဲ့ဗိုလ်ချုပ်တွေဆိုရင်လုံးဝသူကကြည်ဆန်ကုံတော့လို့သူကအဲ့ဒီချိန်မှာ105မီလီမီတာဟောက်ဝေဇာတွေကိုဘုံခွဲပြီးမှဒါမှမဟုတ်ရင်ကြံခဲ့တဲ့ကြက်ငွေတွေကိုအကုန်လုံးမီးရှို့ပြီးမှဒီပြာကြအောင်ချတော်တဲ့လူတွေပါပဲဆိုတော့အများစုပေါ့လေနော်အများစုနောက်ပြီးတော့အဲ့ဒီဗိုလ်ချုပ်တွေကိုယ်တိုင်ကိုကပဲဒီ civilian တွေရောအရက်သားပြည်သူတွေကိုတတ်ဖို့အကြီးအကျယ်ပုံကျဲဖို့အမိန်ပေးခဲ့တဲ့သူတွေမဟုတ်ဘူးလားပါတယ်ဒီမောင်တော်မှာဖမ်းမိတဲ့သူရင်ထွန်းလားသူဆိုရင်တကယ့်ကိုသူ့ရဲ့တပည့်တွေကိုရက်ရက်ဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင်းဒါမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြားချန်တဲ့အတွက်ကိုယ်ကိုက်မယ်လေဆိုတော့ကိုယ်လည်းအကိုက်မခံရအောင်တတိထားပြီးထိမ့်ရတာပေါ့သူကအခုချိန်ထိအတန်းရှင်ရရှိသေးတယ်ပေါ့ရှိပါတယ်ဒါပေမဲ့ तू ကကြမ်းပါရေးမကောင်းဘူးပဲतू ကဖမ်းမိတဲ့အချိန်မှာအရင်ကြောက်စိတ်တွေဝင်ပြီးမှစီးချိုတွေတအားတက်လာတယ်ကျွန်တော်တို့ကသူ့တေမေတောင်ထင်တာဒါကြောင့်ကျွန်တော်တို့သူ့ကိုတကယ် intensive medical နဲ့ကယ်ထားရတဲ့သဘောမျိုး तू ကြောက်စိတ်တွေတအားဝင်တယ်ဘာဖြစ်လို့ဆိုတော့ तू လှုပ်ထားတဲ့ဟာတွေကအရင်များတယ်ဆိုတော့ war criminal လို့ပြောလို့ရတဲ့စစ်ရာဇဝတ်ကောင်တယောက်ကခံစားချက်ပေါ့လက်နဲ့မချခင်တော့ဒီဘက်ကတစ်ဖက်ကသူတွေကို तूအသေးလက်တတ်ဖို့ဖြတ်ဖို့မိတ်နေပေးခဲ့တယ်သူလက်နဲ့ချပြီးတဲ့အခါမှာတော့သူ့ရဲ့စိတ်ဓာတ်ကဘလို့ပြောင်းလဲသွားလဲဆိုတာမြင်ရတာပေါ့နော်မြင်ရတယ်ဒါလို့ဆိုရင်သူ့အထက်ကသူတွေနေ့စဉ်ဘုံကျဲဖို့ပြောနေတဲ့သူတွေ drone နဲ့ချဖို့ပြောနေတဲ့သူတွေဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လူမျိုးကအစဒီနေ့အဲ့လိုဖြစ်လာခဲ့ရင်သူတို့ဘလို့ခံစားရမလဲဆိုတာကျွန်တော်တို့ imagination လုပ်ကြည့်လို့ရတာပေါ့ဟုတ်တယ်ကြည့်လို့ရတယ်ဒီဘုံကျဲတဲ့စာတင်ကျောင်းဘုံကျဲတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်ဥပမာကကျွန်တော်တို့ဖန်စီတဲ့စစ်ဌာနချုပ်လိုက်တိမ့်မိရဲ့အချိန်မှာရန်သူရဲ့မိသားစုတွေကလေးတွေမျိုးသမီးတွေပါလာတယ်ကျွန်တော်တို့သူတို့အချုပ်ထဲမှာမထည့်ထားဘူးသူတို့ရဲ့နေရာနဲ့ထိမ့်သိမ့်ထားခဲ့တယ်ပြီးမှဒီအမျိုးသမီးတွေရဲ့ကာကြီးအိမ်ကြီးလုံခြုံရေးတွေကအစပေါ်လေသူတို့အစင်းစင်းအုပ်ချုပ်ကျွန်တော်တို့မှလည်းစစ်ဖြစ်ပြီးမှစားစရာလည်းတိတ်များစားရှိတာမဟုတ်ဘူးညပြီးမှစားပေါ့ကျွန်တော်တို့ရဲဘော်တွေစားတယ်လို့စားပေါ့အဲ့လိုမျိုးသူ့ရဲ့ကလေးတွေကိုဆိုရင်နည်းနည်းပြေးလို့ကစားဖို့တဲ့နေရာတွေကအစရန်သူရဲ့ကလေးတော့ကျွန်တော်တို့ ਨੇ အသေးလေးတတ်ထားတဲ့ရန်သူရဲ့ကလေးတွေကိုတော့ကျွန်တော်တို့ဒါမျိုးထားတယ်ပြီးမှတစ်ဖက်ကလူသားချင်းစာနာမှုထားတယ်လို့ဒီကလေးတွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တွေပဲသူတို့အကြောင်းဘယ်လိုထားရမလဲဘယ်လိုမနစ်နာအောင်ဘယ်လိုလုပ်မလဲကျွန်တော်တို့အမြဲတမ်းတိုင်ပင်ပြီးမှလှုပ်တဲ့တာကိုလှုပ်ပေးကြတယ်တချို့ဆိုရင်အမေရောအဖေရောမရှိတော့ဘူးကျွန်တော်တို့သားသမီးအဖြစ်မွေးစားလိုက်တယ်ပြီးမှသူတို့ဒီလိုမျိုးထားတဲ့ကလေးတွေလည်းရှိတယ်ဆိုတော့ဒီစစ်ပွဲမှာသူ့ရဲ့စစ်သားတွေတည်တော်လို့စာသင်ကျောင်းကိုလက်တုံးပြန်တယ်ဆိုတော့ဒီလူတွေရဲ့နိုင်ငံချစ်စိတ်ဆိုတဲ့ဟာကဘာလဲဆိုတာကျွန်တော်နားမလည်တော့ဒီကလေးတွေနဲ့ပဲကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကဖြစ်လာမှာလေဆိုတော့ဒီစစ်သားချင်းစစ်တိုက်လို့သူရှုံးတော့တာကိုဒီစာသင်ကျောင်းကိုဘုံကျဲတယ်ဆိုတော့သူ့ရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်လုံရက်ကဘာလဲဆိုတာကျွန်တော်လည်းမစင်စားတတ်တော့ဘူးဟုတ်ကဲ့အဲ့လိုပဲမစင်စားတဲ့သူတွေအများကြီးရှိပါတယ်ဆိုတော့အဲ့လိုပဲမစင်စားတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်ဘယ်ကြောင့်ထွန်းမြတ်နိုင်ကျွန်တော်ဒီမေကုန်းတနေရာရွှေ့ကျင်တယ်ဘာလဲဆိုတော့ပထမပြောသွားတဲ့အထက်မှာဒီအကျိုးစီးပွားဆိုတဲ့ကိစ္စပါတယ်နိုင်ငံကြီးတွေအကျိုးစီးပွားအိမ်နီးချင်းနိုင်ငံတွေရဲ့အကျိုးစီးပွားတွေပေါ့နော်ပါပါတယ်ဆိုတော့စစ်ကောင်စီရှိမှစစ်တပ်ပြိုသွားလို့မရဘူးဆိုတဲ့အတွေးခေါ်လည်းရှိတယ်စစ်တပ်ကိုဗိုလ်ပြုပြီးစဉ်းစားတဲ့ကိစ္စနေပြီးတော့ဗိုလ်ပြုပြီးစဉ်းစားတဲ့ကိစ္စပေါ့နော်အချိန်ထဲမှာပဲခုနကဆွေးနွေးသွားတဲ့အထက်မှာပြောသွားတဲ့အထက်မှာဒီဘက်ကစီလုံးမှုမရှိဘူးစီလုံးမှုမလုပ်နိုင်ပေါ့အဲ့တော့တစ်ဖက်ကကြည့်ရင်လည်းတရုတ်ဘက်ကစဉ်းစားရင်လည်း alternative ဟလာဒီကလို့စစ်တပ်ပြိုသွားရင်စစ်ကောင်စီမရှိတော့ဘူးဆိုရင်ဒီဘက်က NUG ပါဝင်
တိုင်းသားတွေရောလက်နက်ကန်အဖွဲ့တွေရော alternative လားဆိုတာမျိုးတွေလည်းစဉ်းစားချက်တွေရှိတာပေါ့နော်အဲ့တော့ဒါကတော့နည်းနည်း broad ဖြစ်တာပေါ့ဒါပေမဲ့ရခိုင်ပြည်မှာတရုတ်ရဲ့အကျိုးစီးပွားသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကလည်းအလွန်ကြီးမားတာကျွန်တော်တွေ့ရပါတယ်မနစ်ကဆိုသူ့ရဲ့ private security firm တွေ company တွေကိုပို့ရတယ်အကြောက်ဖြူမှာထားတဲ့ကိစ္စတွေကျွန်တော်တို့တွေ့ရတယ်မြင်ရတယ်ကြားရတယ်ဖတ်ရတယ်ပေါ့နော်ဆိုတော့ရခိုင်ပြည်လို backwater ဖြစ်တယ်လို့ပြောကြတဲ့ဟာလားပြည်နယ်တစ်ခုမှာမြန်မာနိုင်ငံမှာအစင်းရဲဆုံးပြည်နယ်တွေမှာပါပါတယ်ဒီနေ့ကြည့်မယ်ဆိုပြည်ပကလာတဲ့ယင်းနှိမ့်မြုံနှံမှုဆိုတာတကယ်တော့ဒါရှိုးစိုးလက်ခံကြရမှာပဲဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုတော့အလောက်ကန်ဖန်တီးတဲ့ကိစ္စတွေလူတွေရဲ့ဟာလားစီးပွားရေးဒီတည်ငြိမ်ကောင်းမွန်လာမဲ့ဟာတွေပေါ့ဆိုတော့ကျွန်တော်ထင်တယ်တရုတ်ဘက်လာအိန္ဒိယဘက်လာထိုင်းဘက်လာအနောက်နိုင်ငံကုမ္ပဏီတွေဘက်လာယင်းနှိမ့်မြုံနှံတဲ့အခါမှာဘက်မှာလည်းသူ့မှာရှိတဲ့စဉ်းစားချက်တွေဒီ investment နဲ့ပတ်သက်တဲ့စဉ်းစားချက်တွေရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြစေချင်တယ်ဟုတ်ကဲ့ဒီမြန်မာနိုင်ငံသားတွေပြောလို့ရှိတဲ့ငါတို့မြန်မာနိုင်ငံကမဟာဗျူဟာရအရန်တန်ဖို့ရှိတယ်ဆိုတာဒီဟာတကယ်တန်ဖို့ရှိတယ်ဆိုရင်တကယ်တန်ဖို့ရှိတယ်ဆိုတော့ဘသူအတွက်တန်ဖို့ရှိတာလဲအရေးကြီးတယ်ဆိုတာကဘသူအတွက်အရေးကြီးတာလဲဆိုတော့ကျွန်တော်တို့ဒေတာအတွင်းမှာဒီနေမြေဒေတာတွေရဲ့အာသာချက်တွေကိုအသုံးပြုပြီးအလုံးလုံးမဲ့လူတွေအတွက်တန်ဖို့ရှိတာတရုတ်နိုင်ငံဆင်းရဲနေတော့ကအိန္ဒိယနိုင်ငံဟာမလွတ်မြောက်ခင်ကာလကဆိုရင်ဒီဒေတာအလောက်ကြီးလည်းမဟုတ်ပါဘူးစစ်တိုက်တဲ့ချိန်မှာတော့ဒီကိုဖြတ်ပြီးမှတိုက်ကြမယ်ဆိုတော့စီရရဒါအခရာကြတဲ့ဒေတာတစ်ခုအနေနဲ့တော့ပြောလို့ရတာပေါ့သို့တော့စီရအရာတစ်ခုကိုပဲကြည့်လို့မရဘူးလေကျန်တဲ့ဒီကဘာကြီးလူသားဘဝတွေကိုတိဆောက်ဖို့နိုင်ငံတွေကိုတိဆောက်ဖို့ကုံသွေးတွေနဲ့ပတ်သက်ပြီးမှတွက်မယ်ဆိုရင်ဒီရင်းနှီးမြှုပ်နှံမှုဒီစီမံကိန်းတွေကိုလှုပ်လာလေသူဒေတာအရေးပါမှုနဲ့တန်ဖိုးတွေကပိုမြင့်တက်လာလေပဲဆိုတော့ဒီဟာတွေကိုမစင်စားဘူးဆိုရင်ဒီတန်ဖိုးကလည်းဒီတိုင်းပဲရှိမှာပါပဲမြေကြီးအောက်မှာမြုပ်နေတဲ့တရားဇာတာလိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့ရခိုင်ဒေတာလည်းပဲရခိုင်ဒေတာကမဟာဗျူဟာမြောက်အရေးပါတယ်လို့ဘယ်လောက်ပဲပြောဘာရင်းနှီးမြှုပ်နှံမှုမှမရှိရင်ဒီဒေတာကဆင်းရဲပိတ်လောင်ပြီးမှဒေတာတွင်ကလူတွေအလုတ်ကန်ရဖို့အတွက်တရက်ကိုကားအစီး100လောက်အလုတ်ရှာမိသားစုတွေပြိုကွဲနေမှာပဲဆိုတော့ကျွန်တော်တို့ကဒီဒေတာရဲ့အချက်ချာအနေအထားကိုအသုံးပြုဖို့အတွက်ဆိုရင်တရုတ်ကလာမယ်အိန္ဒိယကလာမယ်ဆိုရင်ကျွန်တော်တို့ကဒီတရုတ်အိန္ဒိယreliable guarantor ပေါ့လက်ကမိကိုအားထားရတဲ့တည်ငြိမ်တဲ့အာမခံသူအနေနဲ့ဆိုရင်သူတို့အတွက်လည်းဒါအာမခံချက်ရှိမယ်ကိုယ့်အတွက်လည်းဂုဏ်သိက္ခာရှိနဲ့ဒီရင်းနှီးမြှုပ်နှံမှုကပါလာတဲ့အကျိုးစီးပွားတွေကိုကိုယ့်ပြည်သူအတွက်သုံးချနိုင်မယ်ပေါ့ဒါကကျွန်တော်တို့ရဲ့စဉ်းစားချက်ဒီလူတွေကလာပြီးမမြှုပ်နှံဘူးဆိုရင်ဘယ်သူကလာမလဲUK ကလာမလားဂျပန်ကလာမလာဘူးသူတို့ကဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူတွေကဒါကျွန်တော်ကတရုတ်ဘက်ကိုဘက်လိုက်ပြောတာမဟုတ်ဘူးနော်အရှိတရားကိုအရှိတရားကျွန်တော်အမြင်ကိုတင်ပြောပြတာလူတွေကဘာမှမရှိဘဲနဲ့ NGO တွေအယိုးဆွဲတော့တယ်ကျွန်တော်ဒီလူတွေကိုတိုက်တာလည်းမဟုတ်ဘူးအရှိတရားပြောတာဟုတ်ကဲ့ဆယ်လို့ရင်ဒါပြတ်သွားမယ်ဘာလို့ရင်ဘာပြတ်သွားမယ်ဒါကြောင့်စီမံကိန်းလို့ရင်တော့လေမြေတွေကိုတုံးရမှာပဲဒီလေမြေတွေကိုရော်ကြီးတွေပေးတယ်မရလိုက်ဘူးဆိုရင်ဒီဥပဒေကြောင့်မရအောင်ကျွန်တော်တို့ကလုပ်ရမယ်ဒါကိုလုံးဝပိတ်ပင်ပြီးမှဆိုတာထက်ဒါပြည်သူတွေရဲ့အကျိုးနဲ့အရှိတရားကိုမြင်အောင်ကြည့်တဲ့လက်တွေ့ကြတဲ့စဉ်းစားချက်တော့ဖြစ်ဖို့လိုတယ်ဆိုတော့တရုတ်ဆိုရနေပြီးတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့တွေ့တဲ့ခါမှဖြစ်ဖြစ်အခုသွားပြီးလဲခဲ့တဲ့ဝင်းကြီးချုပ်ဦးညိုစောနဲ့တွေ့တဲ့ခါမှဖြစ်ဖြစ်တရုတ်ရင်းနှီးမြှုပ်နှံမှုတွေမြန်မာပြည်မှာကာကွယ်စောင့်ရှောက်ပေးဖို့ကိုပြောလေးရှိပါတယ်အဲ့ဒီလိုပဲဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကလည်းဒီတရုတ်အာဏာပိုင်တွေနဲ့တွေ့ဆုံဆက်ဆံရတဲ့အခါမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့AAကိုသူတို့အနေနဲ့သူတို့ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ရခိုင်ပြည်မှာအရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ရခိုင်ပြည်မှာသူတို့ security guarantor အဖြစ်နဲ့သူတို့ရဲ့ guarantor အဖြစ်နဲ့non state actor အဖြစ်နဲ့ဘယ်လိုမျိုးဆက်ဆံတာရှိခဲ့ဘယ်လိုဆွေးနွေးတာရှိခဲ့တယ်လဲ
ဒီစကားမတွေနဲ့တရုတ်နဲ့ဆက်ဆံရေးကတော့ပို့ပြီးမှအဆင့်မြင့်တဲ့ဆက်ဆံရေးပေါ့ပီကင်းဘဟုကဝန်ကြီးအဆင့်သမ္မတအချင်းချင်းဆက်ဆံတဲ့ဆက်ဆံရေးမျိုးကျွန်တော်တို့ကြတော့ non state actor ဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်နဲ့ကျွန်တော်တို့ဆက်ဆံပါတယ်ဆိုတော့ပြောဆိုတုံ့ဖို့မသင့်တော့ပါဘူးကျွန်တော်တို့သူတို့လည်းဒါ protocol အရဆိုရင်လည်းဒီလောက်ဒီ high profile ဆင်တော့မဟုတ်ပါဘူးဆိုတော့ဒါအမှန်ပဲလေဆိုတော့သူတို့လည်းသူရဲ့ရင်းနှီးမြုပ်နှံမှုအကျိုးစီးပွားလူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုအတွက်ဒါကျွန်တော်တို့ကိုမေးခွန်းနေတော့ရှိတာပဲကျွန်တော်တို့ဘက်ကလည်းပဲဒီကိစ္စတွေပေါ်မှာကိုလည်းဒါတော်လန်ရေးတပုံဆိုတာအနာဂတ်ရဲ့အစိုးရပဲလေဆိုတော့ကျွန်တော်တို့အစိုးရလိုမျိုးတွေးခေါ်ရမယ်လုံတဲ့အချိန်မှာတော့အခြေအနေနဲ့ကိုက်ညီတဲ့တော်လန်ရေးဆန်ဆန်လုပ်ရတာတော့အဓိကပေါ့နော်ဒါမဲ့တွေးခေါ်ပြီးမှအဲ့ဒီနေရာကိုရောက်အောင်စူးစမ်းရင်းနဲ့တဖြည်းဖြည်းချင်းကပ်ရတာဆိုတော့သူတို့ရဲ့အကျိုးစီးပွားနဲ့ပဋိပက္ခမဖြစ်တဲ့မူဝါဒတွေကိုကိုကလည်း adopt လုပ်ဖို့တော့လိုတာပေါ့ဒါကတော့တဖြည်းဖြည်းနဲ့ဒါအခုစကားမတွေကိုသူတို့ကခေါ်ပြီးမှတွေ့တယ်ကူညီနေတယ်ဆိုပေမဲ့ကျွန်တော်စောစောပြောခဲ့တဲ့RCEP analogy ပေါ့ Syria analogy နဲ့ခိုင်းနိုင်ပြီးမှဒီကောင်လည်းဘုံခနဲ့လွင့်သွားနိုင်တာပဲလေရွေးကောက်ပွဲအတွက်သူလူ900လောက်ထုတ်တယ်ဒါခြေလန်းတလန်းကနေတလန်းအပြောင်းပေါ်တော့ဂီယာတစ်ခုကနေတစ်ခုချိန်တဲ့အချိန်မှာသူ့ရဲ့ဟာကအမြဲတမ်းခလုတ်တိုက်နိုင်တာပဲလေဒါအကောင့်ဆုံးအတွက်လည်းသူ့အတွက်ပေါ့လေအကောင့်တစ်ခုကိုရောက်တော့နိုင်တယ်လို့မတော်ရင်ခလုတ်တိုက်နိုင်တာပဲဝိတ်အများကြီးနဲ့ခလုတ်သေးသေးလေးတိုက်ရင်လည်းဒီ pressure တွေကြောင့်အမျိုးမျိုးဖြစ်သွားနိုင်တာပဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီစီးလုံးညီညွတ်မှုမရှိဘူးပြီးမှအိမ်နီးချင်းနိုင်ငံတွေကလည်းဒီ reliable security guarantor ကိုမြင်ချင်ကြတာပေါ့ဒါဖြစ်တဲ့ကိစ္စပဲဆိုတော့ဒီအတွက်လည်းကျွန်တော်တို့ကတေချာစဉ်းစားဖို့တော့လိုပါတယ်အဲ့ဒါစဉ်းစားတဲ့ဆိုင်ပြင်ဆင်ထားပြီလားကျွန်တော်တို့ဒေတာအဆင့်အနေနဲ့ဆိုရင်ရခိုင်အာရခအစိုးရအနေနဲ့တော့ကိုယ်အစိတ်ပိုင်းရကျွန်တော်တို့ကပြောလို့ရတယ်ဒါပေမဲ့ဒီတပြေထောင်စုတစ်ခုလုံးအတိုင်းအတာနဲ့ဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်အခုရခိုင်ပြည်မှာရှိတဲ့ခြားပြည်နယ်တွေမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေကအဲ့ဒီဒေသမှာနေထိုင်တဲ့ပြည်သူတွေတဲ့ဘလောက်အကျိုးမြတ်ရှိမလဲသူတို့ခံစားမှုကဘလောက်ရှိမလဲပေါ့နော်ထုံနည်း၎င်းပဲရခိုင်ပြည်မှာအခုတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကဒီနေ့ပြစ္ဆုတ်ပံမှာရောအနာဂတ်မှာရောရခိုင်ပြည်သူပြည်သားတွေအတွက်သူတို့ဘဝတွေပို့ပြီးတိုးတက်ကောင်းမွန်လာဖို့ဘလောက်အကျိုးရှိမလဲဆိုတဲ့ကိစ္စအပိုရေးကြည့်တာမဟုတ်ဘူးလားအဲ့ဒါမျိုးကြရင်ဘယ်လို negotiate လုပ်ကြမှာလဲnegotiate လုပ်တယ်ဆိုတာကတော့ကိုဘယ်အနေထားကိုရောက်ရှိနေပြီလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ကိုအိမ်မှာပတ်စံ30ပဲရှိတဲ့အချိန်ကဈေးကိုတော့ရင်ကိုက30တန်ဝယ်ဖို့ပဲစဉ်းစားရတာပေါ့1000နဲ့တရက်ရှိပြီဆိုတော့1000တန်အတွက်သူပြောမှာပဲကျွန်တော်တို့ကဒီအာရခဒေတာအတွက်တော့စဉ်းစားတာမှန်ပါတယ်ကျွန်တော်အရင်လည်းပြောခုပါတယ်ကျွန်တော်တို့ကရခိုင်မျိုးသားရေးဝါဒမှန်ပါတယ်သို့တော့ဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံလွတ်မြောက်ရေးဆိုတဲ့ဟာကိုမစဉ်းစားလို့မရဘူးဒီကိစ္စတွေကကျွန်တော်တို့လူမျိုးကြီးလို့စစ်တပ်အကြီးကြီးဖွဲ့နိုင်တဲ့လူကပဲအကုန်လုံးယူမယ်ဆိုရင်ဒါဆိုရင်လူမျိုးနဲတယ်အင်အားမရှိတဲ့လူဆိုရင်မရဘူးလားဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကအစပေါ့လေနော်စဉ်းစားရမယ်ဒါကြောင့်တစ်ဖက်ကတော့ကိုအာရခဒေတာအတွက်ကျွန်တော်တို့တမိုင်းအတွက်လှုပ်ရှားရှိတာကိုတော့ကျွန်တော်တို့လုပ်နေကြပြီတပြိုင်တည်းမှာစဉ်းစားစရာတွေလည်းအများကြီးရှိတယ်မြန်မာနိုင်ငံတယံဇာတတွေဖြစ်ဖြစ်အနာဂတ်ကုန်သွယ်ရေးဆိုင်ရာစီမံချက်တွေဖြစ်ဖြစ်လောက်တဲ့အချိန်မှာကိုယ်နိုင်ငံကစီးလုံးမှုမရှိဘူးစစ်ဖြစ်နေတော့စကားမဆိုရင်လည်းပဲစစ်ဖြစ်လာတဲ့အချိန်မှာသူတရုတ်ကိုပြေးပြီးမှစီမံကိန်းတွေကိုအသက်သွင်းခိုင်းတာအတွင်းပြီးမှအဲ့ဒီစီမံကိန်းတွေကိုအကာအကွယ်ယူပြီးသူ့ရဲ့မဟာဗျူဟာမြောက်လေကတိအဖြစ်အသုံးချတာပေါ့ဒါကသူ့ဖက်မှသူကစားလို့ရတဲ့ဟာသူကစားမှာပဲကိုယ့်ဖက်ကကြတော့အဲ့လိုမျိုးကစားဖို့အတွက် leverage ကလက်ထဲမှာမရှိဘူးဒီဟာတွေကြောင့်ကျွန်တော်တို့မှာဒီဟာတွေကို counter ဘယ်လိုလုပ်ရမလဲဒီသူ့ရဲ့နိုင်ဖဲတွေကိုယ့်လက်ထဲရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေလည်းတေချာနီးလန့်ရှာဖို့တော့လိုပါတယ်အဲ့တော့2029 phase 1 phase 2မှာပေါ့နော်3 brotherhood ပေါ့ညီနောင်3ပေါ့MNDAA TNLA နဲ့ AA ပေါ့နော်အဲ့ဒီ coalition ကရောသူတို့ရဲ့ unity ရောအခုအချိန်မှာဘယ်လိုရှိသလဲကျွန်တော်တို့မူဝါဒအရာရောစီစီလုံးလုံးရှိပါတယ်
တချို့လုတ်ပုံလုတ်နေကြတော့နည်းနည်းအရင်နဲ့မတူတဲ့အခြေအနေတော့ရှိတာပေါ့MNDAA သူ့ရဲ့ထိန်းချုပ်နေနဲ့အင်းနီချင်းဆက်ဆံရေးအခြေအနေဒီ TNLA ဆိုရင်လည်းပဲသူ့ရဲ့ဒီနေမီတွေရလာတဲ့အချိန်မှာအင်းနီချင်းအခြေအနေရန်သူဖိအားအခြေအနေကျွန်တော်တို့အချင်းချင်းကြားမှာတော့အမြင်ရှင်းရှင်းနဲ့ဆက်လက်ပြီးလုံနိုင်တဲ့ဟာတွေပူးပေါင်းဆောင်ရွက်ပြီးရှိနေတော့ပါကျွန်တော်တို့ရွေးကောက်ပွဲကိုကျွန်တော်သွားကြအောင်ရွေးကောက်ပွဲမှာအတိုက်ခံနေရဲ့အနေအထားညီညွတ်မှုမဟာဗျူဟာပေါ့နော်ဒါတွေကိုလည်းကျွန်တော်မေးချင်တယ်ဒါပေမဲ့ရွေးကောက်ပွဲအမှန်ကန်တဲ့ဆိုင်တော့သူကတော့အချမ်းဖန်ဖြစ်ဖို့ကတော့ပုံများတာပေါ့ဆိုတော့ဒါပေမဲ့ခုနပြောထားတဲ့အထက်မှာဂီယာပြောင်းတဲ့အခါမှာ accident တွေရှိတတ်တယ်ဟလားချိန်လန်းတွေမှားတတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ်မှယူထားတဲ့အာဏာကိုမတရားအကြမ်းဖက်ယူထားတဲ့အာဏာကိုတရားဝင်ဖြစ်အောင်လုပ်တဲ့ရွေးကောက်ပွဲလို့မြင်ကြတယ်ပြောကြတယ်ဝေဖန်ကြတယ်ထောက်ပြကြတယ်မကြသေးခင်ကပဲတခြားတိုင်းသားအဖွဲ့တွေကသူတို့ရဲ့ပြည်နယ်တွေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးဆိုတာမျိုးတွေပြောတယ်ဒီစကားမဘက်ကလည်းဟလားဘယ်မြို့နယ်တွေမှာပဲသူလုပ်မယ် phase 1ဘယ်လိုသွားမယ်ဆိုတာမျိုးတွေပြောပါပြီအခုဒီဇင်ဘာလမှာပဲကျွန်တော်တို့ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတာကျွန်တော်တို့သိရပါတယ်ဆိုတော့မကြသေးခင်မှာအေးပြောရေးဆိုခွင့်ရှိသူကနေရခိုင်ပြည်မှာတော့ရွေးကောက်ပွဲလုပ်ခွင့်ပေးမှာမဟုတ်ဘူးလို့ထွက်ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ဗဇက်ကနေပြောတာကျွန်တော်တို့ကြားကြတယ်အနေထား position ဘယ်လိုရှိသလဲဘာတွေမျောလင့်ထားလဲဘာတွေမျောမှန်းထားလဲဘာတွေတွက်ဆထားလဲတကယ်ဒီစီပฏิပခနိုင်ငံရေးအကျက်တဲကိုနိမလမ်းမှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့တကယ်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီငင်းချမ်းတဲ့နိုင်ငံရေးထပ်ပေါက်ကိုကျွန်တော်ရှာမယ်လှုပ်တဲ့ဒီလှုပ်ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာလည်းပဲတကယ်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတယ်သို့တော့ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလန့်နဲ့ဒီထွက်ပေါက်ကိုအသုံးချတာပဲလို့ပြောလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့တော့ကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာမယုံကြည်အပ်ဘူးပေါ့ကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှာလားမပြုမှာလားဆိုတာတကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာဖြစ်လို့ဆိုတော့သူလုံးလုံးမမရတယ်အဲ့လိုပဲပြောရပါလိမ့်မယ်ရွေးကောက်ပွဲပြီးလိုက်ရင်နိုင်ငံရေးအခင်းချင်းသိဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေတချို့သုံးသပ်တာရှိပါတယ်အဲသုံးသပ်တာတွေအများစုကတော့အလူဖုတ်တာတွေများပြီးတော့မှားသွားကြတာများပါတယ်ဒီနေ့ဒီကာလမှာတကယ်ပြန်ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပါဝင်အတော်ကိုအခုချိန်ထိစိုးရိမ်နေတာကြောက်လန့်နေတာသူတို့ရဲ့အသက်အန္တရာယ်သူတို့မိသားစုတွေရဲ့အသက်အန္တရာယ်အတွက်အကြီးအကျယ်စိုးရိမ်နေရစေဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘေးပန်းဝင်နိုင်ငံတွေတရုတ်နိုင်ငံအပါအဝင်ရတဲ့ဒီရွေးကောက်ပွဲဒီတာ the only game in town ဆိုတဲ့ပုံစံမျိုးတွေစပြီးတော့ပြောလာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲတော့သူကမဖြစ်အောင်လုပ်မှာပဲသူ့ရဲ့ထွက်ပေါက်တစ်ခုတည်းဖြစ်တယ်ဒါပေမဲ့ဒါမြန်မာပြည်သူတွေပြည်သားတွေအတွက်တိုင်းသားပြည်သူပြည်သားတွေအတွက်တခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေအတွက်တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်တော့ထွက်ပေါက်တစ်ခုတော့မဟုတ်ပါဘူးဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့ပေါ့မျက်မှန်စိမ့်တက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောပြောခဲ့သလိုပဲတကယ်မှန်ကန်လုပ်မယ်ဆိုရင်လူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာဗျာအသက်80ကျော်နေဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့သဘောကသူ့ရဲ့လွတ်ပေးတဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလွတ်တင်ပါတယ်ပြီးမှNLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy relation ပေါ့နော်ဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်
ဒါအရှိတရားကိုလုတ်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာတဲ့လုတ်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါတွေကိုတော့ तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အတိမတ်ပြုမှုကို तू ရနိုင်တယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းကြမှာပေါ့ဗျာနော် ဟုတ်ကျွန်တော်နားလဲတာကတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ coward ပေါ့သူကတော့တဲဘောကြောင့်လူတယောက်လို့တဲဘောကြောင့်လူတယောက်လို့အများစုကသူတို့တက်ထဲမှာဟိုဆိုတတ်မှတ်ထားသူတယောက်ပါရေချင်းတော်တော်စင်းရဲနွမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ကဒီဖြည့်ပြီးပြောတာပါဖြည့်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ခုနကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုက်အခံတွေကဘာလို့မညညွတ်နိုင်တာလဲဘာလို့မညညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်ကောင်စီစကမအပြင် alternative တခုဘာလို့မပြနိုင်တာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ် ကျွန်တော်လည်းစောစောထောက်ပြခဲ့သလိုမျိုးဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတစ်ခုတိုင်းရင်းသားအကုန်လုံးပါအောင်ပြည်ထောင်စုမူဆွဲမယ်ဆိုရင်ဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုဥဖို့လည်းလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးတယ်လုပ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြားမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့လည်းဒီမိုင်းနိုင်တဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီကိစ္စကိုလုပ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းကြားမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့ဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကိုတွေးခေါ်မြင်မျောနိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုပ်မယ်ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်နည်းနည်းမျောလင်းချက်ရှိတယ်သူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရန်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတာပေါ့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမူဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ဖြစ်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတစ်ချိန်ချိန်တော့ပြောလာမှာပဲဆိုတော့ဒီညီညွတ်မှုတိဆောက်ဖို့ဆိုရင်တကယ်ကျွန်တော်တို့ဖက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်ဗမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟလာဒီဗမာလူမျိုးတွေထဲမှာပြည်တွင်းမှာပြည်ပမှာရောဟလာဒီတိုင်းသားကောင်းဆောင်တိုင်းသားတော်လိုင်းကောင်းဆောင်လက်နက်ကင်တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျှော်လင့်ကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်တရားရှိကြမလို့ပါဘူးအဲ့တော့ကျွန်တော်တယောက်တည်းမေးခွန်းမေးနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့သတင်းသားဆရာတွေသတင်းတောက်တွေမေးတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့ဒီမေးခွန်းကတော့သူတို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားသတင်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပေးတာပါဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတာဝန်ကတော့ဒါအာရခဒေသလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့သမိုင်းပေးတာဝန်ပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုဏ်သိက္ခာကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတိဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့ကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလေ့လာရင်းနဲ့ပြီးမှအိမ်နည်းရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါပေမဲ့ဒီဟာတွေနဲ့ဆက်ပြီးမှဘာတွေလုပ်ဖို့လိုတာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်စွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကို
နည်းနည်းမှဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဘက်ကစဉ်းစားကြရတော့ရှိပါသေးတယ် ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အဲ့တော့စစ်တိုက်နေတဲ့အချိန်ရုံးကန်နေရတဲ့အချိန်စိန်ခေါ်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိက္ခာနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘယ်လိုကိုယ်နဲ့မကွာထားဖို့ကြိုးစားရလဲအားလုံး share ပေးပါဦး ဟုတ်ကဲ့ဒီစစ်ပွဲဆိုတာကပိုနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟိုစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဟာဥမာစကားမတွေကဥထောင်လာပြီတန်တမန်ရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင် तू ကဘာဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကရက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုသင်ခန်းစာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုပ်เสียရှိတာကိုလုပ်ရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတတ်မှုတွေရောဒီမြန်မာပြည်တစ်ပြည်လုံးကဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာအပါဝင်တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီကနေရှေ့ပိုင်းမှာကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီအချင်းကြက်ထဲရောက်နေတဲ့စကားမတော်မှသူအကောင်းဆုံးကြိုးစားတာပဲဒါကြောင့်သူခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကစိတ်သက်ကြစရာအကြောင်းမရှိဘူးသူတောင်ဒီလောက်ခံနိုင်ရင်သူ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကဒါတွေးခေါ်ရမယ်ကြိုးစားရမယ်ဒါအဆုံးမဟုတ်ဘူးသူ့ကိုအတိမတ်ပြုမှုရတယ်ဆိုမှကျွန်တော်စောစောပြောခဲ့သလိုပဲသူကစားနေတဲ့ဖဲကိုကိုလက်ထက်ရအောင်လုပ်ရမယ်လေကျွန်တော်တို့ကြိုးစားကြရတယ်အများကြီးရှိတယ်စိတ်ဆက်ကြစရာအကြောင်းမှမရှိပါဘူး ဗိုလ်ချုပ်တွန်းမြတ်နိုင်အခုနိုင်ငံတကာအခင်းကျင်း international system ကလည်းပျက်စီးနေတယ် the world order ကလည်းပြောင်းနေတဲ့ကာလပေါ့နော်ဆိုတော့ဒါတပိုင်းခက်ခဲတဲ့အနေအထားတစ်ခုတစ်ကမ္ဘာလုံးဖြတ်တန်းနေရလို့လည်းပြောလို့ရပါတယ်အဲ့ဒီအချိန်မှာပြည်သူပြည်သားတွေကလည်းလွန်ခဲ့တဲ့4-50နှစ်ကစပြီးတော့ပို့ပြီးတော့ကြီးမားခက်ခဲတဲ့စိန်ခေါ်မှုတွေကြက်တဲမှုတွေရခိုင်ပြည်သူပြည်သားတွေပါဝင်ပေါ့နော်ဖြတ်တန်းနေကြတဲ့အချိန်တစ်ခုဖြစ်ပါတယ်သူတို့တွေကိုပြောချင်တဲ့ message ကဘာလဲပေါ့အဲ့ဒါကိုကျွန်တော်သိချင်တယ်နောက်တစ်ခုကတော့ပြောချင်တာကတော့စစ်ကောင်စီပဲခေါ်စကားမှာပဲခေါ်သူတို့ဟာလူထုထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကားနေတဲ့စစ်တပ်အုပ်စုတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လဲကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူးအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောချင်တဲ့ message ကပါလဲရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကိုပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နိပညာတခြားသောအကူအညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေကပို့ပြီးမှတွေးထွက်တိုင်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်သူ့အနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူးဆိုတော့ဒီအတိမတ်ပြုမှုနဲ့သူ့ဘက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဋိပက္ခမိတောက်ကပို့ပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့တည်ကြည်ပျက်စီးမှုလည်းပိုများလာမယ်ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရန်ဖွင့်ပြီးပြောတာထက်အခုဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မာရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘယ်လိုကောင်တာလုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ကိုက်နေတဲ့ဆုံးဖြတ်တစ်ခုချမှမြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စတိုင်းကို
ပြောတဲ့လောက်ပဲပြောပြီးမှလုပ်เสียရှိတာကိုပိုထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစူးစမ်းအားထုတ်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားစိုက်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုရှောက်ပြောတာလေတော်လှန်ရေးတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲ၄နှစ်ဆိုတဲ့ဟာကာလကတော်လှန်ရေးတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှေ့ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ့်အချင်းချင်းမိခိုပြီးမှဒီခီးကိုဆက်ကြတာပေါ့။စကားမကအခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိန်းနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲ။စစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲ။ဒါကြောင့်ဒီအခုရှိနေတဲ့ဒီတော်လန်ရေးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ရောမှုတွေရှိတယ်ပေါ်စားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီရိုပေါက်တွေကိုပိတ်ပြီးမှထိရောက်တဲ့တိုက်ပွဲတံနဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလို့ပါတယ် ဝေလုံတော်မြတ်နိုင်အခုလိုဖြေချပေးလို့ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါကွာ ကျေးဇူးပါ